အခုဟောကြားရေးတရားတော်မှာရန်ကုန်မြို့စပလန်းဒါဂါတူဖြစ်သူဥစ္စာကျော်ဦးနေအိမ်၌ဒီလာနာပုဂ္ဂိုလ်ကြီးတူဟာဆရာတော်ဘုရားသည်သနာတော်အားဖြင့်ဟောကြားသွန်သင်သည့်တရားတော်များကိုဆက်လက်နာကြားတော်မူရပါခင်ဗျာခန္ဓာကိုယ်ပေါ်ပါဒကာကြီးတို့အခုတတိတော်တို့လည်းဗျာဖြစ်ပြက်ပါပဲလို့ဆိုဒီဖြစ်ပြက်ဆိုတာဟုတ်တယ်ဒကာကြီးရဲ့မှန်တယ်ဒီဖြစ်ပြက်ကသုံးရမှာနော်ဖြစ်ပြက်ဆိုတာကရှိတယ်ဘယ်လိုဖြစ်ပြက်လဲသောတာပန်နဲ့ဖြစ်ပြက်သရဂံနဲ့ဖြစ်ပြက်အနာဂံနဲ့ဖြစ်ပြက်အကုန်လုံးဖြစ်ပြက်ကိုသုံးပေါ်တော့မှာမဖြစ်မပြက်ဖြစ်ပါဗျာနော်အဲ့တော့သောတာပန်နဲ့ဖြစ်ပြက်ပဲသရဂံနဲ့ဖြစ်ပြက်ပဲအနာဂံနဲ့ဖြစ်ပြက်ပဲယဟန္တာကျတော့ဖြစ်ပြက်မရှိတော့နော်အဲ့ဒီတော့ဒကာကြီးဖြစ်ပြက်ပါပဲလို့ပြောတဲ့ဥစ္စာဖြစ်ပြက်ကရှိသေးတယ်ဒကာကြီးသောတာပန်တို့ဆိုတဲ့ဥစ္စာကတော့အထင်ညာမရှိဘူးနော်အထင်ညာမရှိတဲ့ပညာသိဝိညာသိပညာသိတဲ့အသိသုံးမျိုးရှိတယ်နော်အသိသုံးမျိုးရှိတဲ့ဥစ္စာသောတာပန်ဟာဖြင့်ဝိညာသိခေါ်ပရမတ်ကိုပေါက်ပရမတ်ကိုပေါက်တဲ့ဥစ္စာကဖြစ်တာဒီပြက်တာဒီပြက်တာဒီပြက်တာဒီဒါဝိဖြစ်တာပြက်တာသိတာကဘယ်လိုသိမလဲတဲ့ရုပ်ဤဖောက်ပြန်လာတဲ့ဝေဒနာကိုသိနော်ဝေဒနာကိုသိဝေဒနာသိရတာကလေတဲ့ဓာတ်ကြီးလေးပါဤလက္ခဏာသဘောကိုသိရမှာခန္ဓာကိုယ်ရှားလိုက်တော့တခါကြီးဓာတ်ကြီးလေးပါဤတခါကြီးတို့ဖြစ်ပြက်ကိုတော့သိပါတယ်လို့ပြောတယ်နော်ဖြစ်ပြက်ကိုသိပြီဆိုလို့ရှိလို့ရှိရင်ဓာတ်ဤသဘောတွေလက္ခဏာတွေတွေ့ရလားတွေ့ဓာတ်ကြီးလေးပါရဲ့လက္ခဏာသဘောလက္ခဏာတွေကိုဟုတ်ပြောရပါဗျာဟမ်ပြောရပါအတိအကျပြောနေအဲ့တော့ဓာတ်ကြီးလေးပါရဲ့လက္ခဏာသဘောတွေကိုတခါကြီးရဲ့ညတော့ပြတာဥပဒေကြီးတဲ့ပြင်းတဲ့ဇာတိတဲ့ဇရာတဲ့မရဏတဲ့နော်တခါကြီးကတော့နည်းနည်းသမာဓိရှိလို့ကျင့်ဘူးတဲ့ပုဂ္ဂိုလ်တို့ဒီကပြောလိုက်လို့ရှိရင်သဘာဝပေါက်ပေါ်လို့နော်ပြင်းယူလေးတွေဟုတ်ပါဗျာအဲ့တော့တခါကြီးခန္ဓာမှာဓာတ်ကြီးလေးပါရဲ့လက္ခဏာပဲရှိတယ်ပါလက္ခဏာပေါက်မှသဘာဝရောက်နော်သဘာဝရောက်မှသဘောပေါက်သဘာဝမှာမရောက်လို့ရှိရင်သဘောပဲတော့မပေါက်မပေါက်နိုင်ဘူးနော်အဲ့တော့ဒကာကြီးခန္ဓာမှာဓာတ်ကြီးလေးပါးဤလက္ခဏာသဘောဟာဖြင့်ပထဝီဓာတ်အာဘောဓာတ်တိဇောဓာတ်ဝါယောဓာတ်ဒီအားပဲရှိနော်အဲ့တော့ပထဝီဓာတ်အာဘောဓာတ်တိဇောဓာတ်ယုံနဲ့နာနဲ့တစ်ထပ်တိပြက်သွားတယ်ဆိုတဲ့လက္ခဏာများမြင်ဘူးရဲ့လက္ခဏာကဘယ်ဟာကိုမသိလိုက်ကြည့်ပြီးတော့မှပြောရပါကောင်းအဲ့တော့ဒကာကြီးနောက်ကိုတရားကျင့်သုံးလိုက်လို့ရှိရင်ဒကာကြီးကသမာဓိရှိပြီးသားပုဂ္ဂိုလ်ပဲနော်ကျင့်တာတဲ့ပုဂ္ဂိုလ်ဒကာကြီးကဒီမှာမျက်စိလေးမဲပြီးတော့တခါတည်းအာယုန်လေးနဲ့စာပြီးတော့အာနာပါနာသွက်ထားလေးပြီးဝေနာလေးပြီးသွက်ထားလေးပြီးဝေနာလေးပြီးဒါကသမာဓိပဲရှိသေးတယ်ဝိပဿနာမဆိုင်သေးဘူးနော်သွက်ထားပြီးဝေနာပြီးသွက်ထားပြီးဝေနာပြီးအဲ့ဒီလိုပြီးလာတော့ကြာကြတော့ဒကာကြီးခန္ဓာကအောက်ကအမာနဲ့ကိုယ်နဲ့တွေ့လိုက်တဲ့အခါဖပါဖြစ်လာတယ်ဝေဒနာဖြစ်လာတယ်ဝေဒနာဖြစ်လာတော့ဒကာကြီးခန္ဓာမှာဓာတ်ကြီးလေးပါးဤလက္ခဏာသဘောဟာဖြင့်စာရဲမှာတော့ဒကာကြီးပထဝီဤလက္ခဏာသဘောကတင်းနေတောင်းနေနော်မာတယ်ဒီလိုရေးထားတယ်အဲ့တော့ဒကာကြီးခန္ဓာကပထဝီဤလက္ခဏာသဘောဟာဖြင့်သေသေးချာချာခန္ဓာမှာရှာလိုက်ပြီဆိုလို့ရှိရင်တောင်းတာပေါ်လာတယ်တောင်းတာပေါ်လာတော့တောင်းတယ်လို့သိတဲ့နာဒီစုပ်ကပေါ်လာတာနော်တောင်းရုပ်ကပေါ်လာတော့တောင်းတယ်လို့သိတဲ့နာလေးကလည်းပေါ်လာတာဒီအပေါ်လာတာဘာမှလို့ပြောတာနော်ခန္ဓာမှာရှုလိုက်တော့တောင်းလာတော့တောင်းတယ်လို့သိတဲ့နာတောင်းတာလေးဟာဖြင့်နည်းနည်းလေးတောင်းတယ်လို့သိလိုက်တဲ့ဥစ္စာအဲ့ဒါသံတတိအနတ္တတဲ့ခဏိကအနတ္တတဲ့မြတ်စွာဘုရားဟောတာနော်သံတတိအနတ္တဆိုတဲ့ဥစ္စာကရေအရင်လိုသိဆင့်ပြီးတော့တောက်ဆုပ်ကြီးမြင်နေရတယ်ရေသိဆင့်တယ်ဒကာကြီးခန္ဓာမှာတောက်ရုပ်ပေါ်လာတော့တောက်တယ်လို့သိလိုက်တာပဲနာတာတောက်တာကြီးတောက်ဆုပ်ကြီးအောင်မေးနေရတယ်တောက်ဆုပ်ကြီးအောင်မေးရတယ်ဝေဒနာတောက်ဆုပ်ကြီးအောင်မေးရတယ်အဲ့ဒီတောက်ဆုပ်ကြီးဟာသိပြီးတော့လိုက်တော့ဗမာတိနဲ့ချိန်မှပြီးတော့တခါတည်းရှိပြီးတော့ဗမာတိနဲ့ပညာနဲ့နှစ်ပါးပေါင်းချိန်ရမှာနော်သမာဓိနဲ့ပညာနဲ့ပေါင်းခြင်းလဲလို့ရှိရင်သမာဓိကအာသာသွားပြီဆိုလို့ရှိရင်လည်းဖြစ်ပြပိတ်ပြပြီ
ပညာကအာသာပေါ်ပြန်လဲဖြစ်ဝိပဿနာဉာဏ်အမြင်မသာမှုသမာဓိနဲ့ပညာနဲ့နှစ်ပါးပေါင်းချိန်မှသာလဲနာဖြစ်ဖြစ်ရုပ်ဖြစ်ဖြစ်ရသမာဓိနဲ့ပညာနဲ့မှပေါင်းမချိန်နိုင်ပဲဆိုလို့ချင်းသမာဓိကအာသာပေါ်ပြီးဆိုဖြစ်ဖြစ်ပဲပေါ်ယူသမာဓိလွန်သွားပြန်လေလို့မြတ်စွာဘုရားကအယုတ်တဲ့အလွန်နဲ့ဒီနှစ်ပါးရှိတယ်အယုတ်အလွန်နှစ်ပါးကြားထဲမှာမက်ဆီမပရိပဒါအလေအလတ်ဆိုတာမဲကြီးဖြစ်ပါတယ်အဲ့ဒီမြတ်စွာဘုရားဟောတယ်ဒီမဲ့ထားပြီးတော့အဲ့ဒီတော့အယုတ်အလွန်ကြားထဲကမက်ဆီမပရိပဒါလို့ဟောထားတယ်အဲ့ဒီတော့အခုယောဂီပုဂ္ဂိုလ်တွေကသမာဓိနဲ့ပညာနဲ့ကဘယ်လိုပေါင်းချိန်ကလေးဆိုတော့မချိန်တတ်တော့ဘူးသမာဓိကိုချိန်တယ်ဗျတခြားတပြီးတော့မသိဘူးအဲ့တော့သမာဓိနဲ့ထားတာကြီးပဲသမာဓိနဲ့ပညာနဲ့နှစ်ပေါင်းပေါင်းချိန်ရပါတကားကြီးဒီကတကားကြီးခန္ဓာကဝေဒနာတစ်ခုပေါ်လာပြီတကားကြီးနော်ဝေဒနာတစ်ခုပေါ်လာတော့ပထဝီရုပ်ဤလက္ခဏာသဘောပေါ့နော်ပထဝီရုပ်ဤလက္ခဏာသဘောပေါ်လာတော့တင်းရုပ်ကပေါ်လာတယ်တင်းရုပ်ပေါ်လာတော့တင်းတယ်လို့သိတဲ့နာနာပြီးရတဲ့ဦးတော်မှာထွတ်တာသိဝေနာသိထွတ်တာသိဝေနာသိအဲ့ဒါကအဲ့ဒီလိုသိနေတဲ့နာဟာအောက်ကအမာနဲ့ကိုယ်နဲ့တွေ့လိုက်တဲ့အချိန်ခါမှာနှစ်ပါးပေါင်းစုံတော့ဖတာဝေဒနာဖြစ်လာတော့တင်းနာပေါ်လာတော့တင်းတယ်လို့သိဒီနာပြီးရမနေနိုင်တော့ဘူးသူ့သဘောနဲ့သူကြောက်သွားဒီမှာတင်းရုပ်ကပေါ်လာတယ်တင်းရုပ်ပေါ်လာတော့တင်းတယ်လို့သွားပြီးခံစားလိုက်တဲ့နာကဝေဒနာခံစားလိုက်တယ်ဝေဒနာခံစားတဲ့အဲ့တင်းတဲ့သဘာဝကိုသမာဓိနဲ့ပါပေါ်သမာဓိနဲ့အရှူလည်းမရရဘူးအရှူမရတော့တင်းတဲ့ဥစ္စာဟာကိုနည်းနည်းလေးတင်းလာတဲ့ကပြီးတော့တခါလည်းပို့တခါကြီးသာသမီများရှိမှာပေါ့သာသမီများဟာရှိတော့တခါကြီးသာသမီရှိတော့သားလေးတယောက်မွေးတယ်ပေါ့တခါကြီးနော်တစ်ရက်ကနေပြီးတော့2ရက်ကနေပြီး3ရက်ကနေပြီး4ရက်ကနေပြီး5ရက်ဆင်းတဲ့ရက်ကနေပြီးတော့လဖြစ်သွားတယ်လဖြစ်သွားတော့တခါနှစ်ဖြစ်သွားတယ်နှစ်ဖြစ်သွားတော့တခါတည်း10နှစ်15နှစ်အနှစ်20ဆိုတော့စာမမြင်သွားဘူးလားသားလေးတယောက်မွေးတယ်သားလေးတယောက်မွေးတော့ဒီသားလေးဤအထိပ်ပဲသဘာဝကိုငါသားလေးရဖြစ်တရက်ကနေပြီးတော့မွေးလာတဲ့ကသူ့ပြုစုပေးတာငါသားလေးအလိုဟာဘာကြိုက်တတ်တယ်လဲဆိုတော့တခါကြီးမသိဘူးလားတခါကြီးသားလေးမှလည်းပဲငါသားဟာဖြင့်ဒေါသသိရှိတယ်ငါသားဟာဖြင့်အနန္တုတော်ကောအနန္နုညံ့တယ်လို့ဆိုတာတခါကြီးသိမှာပေါ့အဲ့တော့ခန္ဓာကိုယ်ပေါ်ကယုံနာကိုလည်းပဲရုပ်ဖောက်ပြန်လာတဲ့ဥစ္စာလည်းသူ့မွေးရတယ်သားလို့မွေးရတယ်သားအတိတ်ပဲသဘာဝသိအောင်ပါကိုဘယ်လိုဖြစ်လာတယ်လဲလို့ဆိုတဲ့သဘာဝသိအောင်နော်အဲ့တော့နည်းနည်းလေးတင်းလာတယ်ဆိုတဲ့ကြည့်လာတာနော်အဲ့တော့မြတ်စွာဘုရားကဇာတိဆိုတာဖြစ်လာတာတရားဆိုတာနှိမ့်သွားတာမရဏဆိုတာပြည့်သွားတာဥပဆိုတာဖြစ်လာတယ်ခီးဆိုတာရက်တယ်ဘင်းဆိုတာပြည့်သွားတယ်အဲ့တော့ဒီယုတ်ဤဝေဒနာဟာတင်းနာပေါ်လာတော့တင်းနာလေးကိုသိတာတင်းနာကိုလက္ခဏာကိုသိချာမှာဒီလိုမြင်နေတဲ့ဥစ္စာကဒါကျပညာယုတ်ကြီးဒါကျဘာမှမဆိုင်ဘူးအနတ္တတုံးကြီးဒီပေါ်ဥသိနေတာကပထဝီယုတ်အာဘောယုတ်တေဇောယုတ်ဝါယောယုတ်ဒါပဲရှိနော်ဒီပထဝီယုတ်တင်းလာတယ်ဆိုတော့တင်းနာလေးကိုနာနာပေါ်သိတာပဲအဲ့ဒီတင်းတဲ့သဘာဝလေးလက္ခဏာလေးကိုဖတ်ကြည့်ဒီတင်းနာကိုရှားကြည့်တာတင်းနာကလည်းအာယုံပဲရှိတယ်ရုပ်ကတော့သူဘောနဲ့သူဖောက်ပြန်တာနော်အဲ့တော့တင်းတဲ့ဟာလေးကနည်းနည်းလေးတင်းတယ်ဆိုနာကနည်းနည်းလေးတင်းတယ်လို့သိပြက်သွားပြီနည်းနည်းလေးတင်းတာလည်းပြက်သွားပြီအဲ့ဒီတည်းပိုတင်းလာတယ်သိပြက်အဲ့ဒီတည်းပိုတင်းလာသိပြက်တရက်ကကြည့်ကြည့်မလားနည်းနည်းလေးတင်းနေတင်းပြီးပြက်သိပြီးပြက်သွားတယ်နည်းနည်းလေးအဲ့ဒီတည်းပိုတင်းလာသိပြက်သွားပြီဘဝတွေအမျိုးမျိုးပြောဖြစ်တကားကြီးသားလေးတယောက်မွေးလာတော့အနှစ်20လောက်ရှိတော့ကြီးလာတာပေါ့အကြီးကုန်တန်းကုန်မတော်ဘူးလားတန်းကုန်သွားတော့တရားပိုင်းရောက်လာတော့နှုံလာလိမ့်မယ်ဝေဒနာတစ်ခုဟာကိုနှုံလာလိမ့်နှုံလာတော့ဖြစ်နဲ့ရောတဲ့ရောတင်းနာကနေပြီးတော့ရောတဲ့ရောပြီးဘင်းဆိုပြက်သွားတယ်တင်းနဲ့ရုပ်ပြက်သွားတော့တင်းတယ်လို့ခံစားမှုနာလည်းမရှိတော့ဘူးဟမ်ဒီမှာတင်းနာနော်တင်းရုပ်ကပြက်သွားပြီးတော့တင်းတယ်လို့ခံစားတဲ့နာအဲ့တော့တင်းရုပ်ကပြက်သွားတော့တင်းတယ်လို့နာလည်းမသိတော့ဟောတင်းတဲ့ဘဝကတစ်မျိုးတော့ကြောက်တာပေါ်လာတယ်ဦးမယ်ပြစ္ဆုတ်ပါယုံနာပေါ်လာကြောက်နေပေါ်လာတော့ကြောက်နေလို့သိတဲ့နာခုနကြောက်နေလို့နာမဟုတ်ဘူးပြစ္ဆုတ်ပါ
ပြစ်တော့ပါတောင်းတဲ့ရုပ်ပေါ်လာတော့တောင်းတာလေးကိုသိလိုက်ပါဖြစ်ကြီးတယ်ကြီးလာလေဦးမကုနာတခါကြီးဟိုနဲ့သားလေးကြီးအကြီးမွေးတယ်မွေးလိုက်ရသူ့သမားလေးနဲ့ချိန်ဖားနော်ဟောဒီသားလေးဟာဖြင့်ဒီဝေဒနာဟာပေါ်လာလို့ရှိရင်ဒီသားဟာဖြင့်ဘယ်လိုကြီးလာတယ်လဲဆိုတဲ့ဥစ္စာကိုသူ့ကိုဂရုစိုက်ပြီးတော့သူ့ကိုပြုစုရလိမ့်မယ်နော်နိုင်လုံးမင်းတဲ့နဲ့ဒီသားလေးဟာကိုဖြစ်လာတဲ့ဥစ္စာကြည့်ဖတ်ပလိုက်မယ်ဆိုလို့ရှိရင်သားရှင်မအောင်ဘယ်ပြီးအောင်ဆုံးတယ်လို့သားဤသဘောကိုလည်းသိပါအောင်မလားမသိနိုင်ဘူးအဲ့တော့ခုနတင်းရုပ်ကပေါ်လာတော့တင်းရုပ်ကပြက်သွားတယ်ထုံရုပ်ပေါ်လာတယ်တောက်ရုပ်ပေါ်လာတယ်တောက်ရုပ်ကတခါတည်းတီလေတောက်ရုပ်ကပြက်သွားတော့တောက်နေလို့ခံစားမှုကလည်းမရှိကြဘူးနာပြက်သွားတယ်ရုပ်နာချုပ်သွားတယ်တောက်တင်းရုပ်ပြက်တောက်ရုပ်ပြက်ထုံရုပ်ပေါ်လာထုံရုပ်ပေါ်လာတယ်နော်ထုံနေလို့သိတယ်နာခုနတော့ကပြက်သွားတဲ့ရုပ်ကိုပြန်မတွေးနေတယ်ပြက်တော့ပေါ်တဲ့ရုပ်အဲ့ဒီတောက်တဲ့ရုပ်ထုံတဲ့ရုပ်အဖြစ်ဖြစ်လိုက်တေနာကပထဝီယောဂီလက္ခဏာသဘောနော်ပထဝီယောဂီလက္ခဏာသဘောတေနာကပေါ်လာတယ်တေနာကပြက်သွားတယ်တင်းတယ်လို့ခံစားမှုနာကလည်းမရှိတောင်းတာပေါ်လာတယ်တောင်းတယ်လို့သိတဲ့နာတောင်းတဲ့ဝေဒနာခံစားတဲ့နာတောင်းတာပြက်သွားတော့တောင်းတယ်လို့ခံစားမှုနာကမရှိယောနာထုတ်ပေါ်ပြန်ပြီထုံရုပ်ပေါ်လာပြန်ပြီထုံတယ်လို့သိတဲ့နာထုံတာပြက်သွားပြန်တော့လေထုံတယ်လို့ခံစားမှုနာကလည်းမရှိယောနာထုတ်ပေါ်ပြန်ပြီအဲ့တော့ကြိုက်တာပေါ်လာပြီမယ်ကြိုက်တယ်လို့ပြီးတဲ့နာကြိုက်တာပြက်သွားတော့ကြိုက်တယ်လို့ခံစားမှုကလည်းမရှိအဲ့တော့အောင့်နာပေါ်လာတော့အောင့်တယ်လို့ပြီးတဲ့နာအောင့်တယ်လို့ခံစားမှုနာကလည်းမရှိပြန်ညဖြစ်လိုက်နဲ့ကြက်ထားပေါ်လိုက်ကြက်ထားကပြက်ယူစီတာပေါ်လိုက်ယူစီတာကပြက်ပူတာပေါ်ပူတာကပြက်အေးတာပေါ်အေးတာကပြက်လှုပ်လာတာပေါ်လှုပ်လာတာပြက်ဖြစ်လိုက်နဲ့အဲဒီလိုဘဝကြီးအမျိုးပြောင်းနေတာသံဃာဤအိဋ္ဌာကိုဒီလိုတွေ့မှအပေလို့မှာဒီလိုမတွေ့လို့ရှိရင်ဖြစ်တာပြက်တာလေးတွေ့လာပြီဆိုလို့ရှိရင်တခါကြီးသံဃာမှမဆုံးမဲနဲ့တော့ကြတေဂာနိတဲ့၅ပါးမှာပေါ့ငါပါမှာနော်အဲ့တော့သံဃာတော့အောင်လိုက်တခါကြီးသိလားဒီတခါကြီးခန္ဓာကိုတရားခံလိုက်တဲ့ကတင်းတာပေါ်လာတော့တင်းတာလေးကိုသိပြီးတော့သမာဓိနဲ့ချိန်ပါပေါ့ဒီဝေဒနာတရားသားဆိုသမာဓိကလည်းတရားသားကြီးဝေဒနာငါမှုသားဆိုသမာဓိကလည်းငါမှုသားပေါင်းခဲ့အောင်ချိန်ဟုတ်ကဲ့ပါနော်အဲ့ဒီပေါင်းခိုက်အောင်ချိန်လိုက်တော့နာဖြစ်ဖြစ်ရုပ်ဖြစ်ဖြစ်တည်းသိတယ်ဘယ်လိုသိမလဲတဲ့တခါကြီးနာဖြစ်ဖြစ်ရုပ်ဖြစ်ဖြစ်ဘယ်လိုကြောင့်သိမလဲတဲ့ဝေဒနာကပြင်းလာတော့ဒီကသမာဓိကပူပေးတာဟုတ်မှာစိတ်တော်နဲ့လည်းမဖြစ်ရအောင်နော်ဖိတယ်မသတ်နိုင်အောင်သမာဓိနဲ့ပူပေးတာဝေဒနာကတရားသားဆိုသမာဓိကလည်းတရားသားယူတယ်အဲ့တော့ဝေဒနာကငါမှုသားဆိုသမာဓိကလည်းငါမှုသားအဲ့တော့မှနာတရားဟာဖြင့်ဝိပဿနာဉာဏ်ပညာဖြစ်လာတယ်ဘယ်လိုဖြစ်လာမလဲတဲ့နာဟာကိုထားတဲ့နေရာမနေတော့တော်ကြာကြတော့ဝေဒနာသိတိုင်းဝေဒနာသိကြတော့လည်းနာကဝေဒနာဒုက္ခဝေဒနာတော့နာကမခံစားခြင်းဘူးဒုက္ခဝေဒနာတော့ခံစားတယ်အဲ့တော့ဒုက္ခဝေဒနာဒုက္ခဝေဒနာဒီနှစ်ပါးပဲရှိတယ်အဲ့တော့နာဟာဒုက္ခဝေဒနာတော့သူအနံ့လျှောက်တယ်ဒုက္ခဝေဒနာတော့တခါ6ပေါက်ကအာယု6ပါးမျက်စိအာယုနာအာယုနှာခေါင်းအာယုပဇာအာယုကိုယ်တွေ့အာယုမနောအာယုဒီအာယုလေးတော့သူတလကကြီးခံစားဒုက္ခဝေဒနာနော်ရုပ်ဖောက်ပြန်လာတော့တင်းတာတောင်းတာထုံတာကျင်တာကြိုက်တာဒုက္ခသစ္စာကြီးပေါ်လာတော့သူမခံစားခြင်းကြောက်အဲဒီကြောင့်ဒုက္ခဝေဒနာတော့အာကြီးသူခံစားအဲဒီတော့ဒီမှာဝေဒနာတစ်ချက်သားလောက်ပေါ်လာတော့နည်းနည်းတောင်းလာတယ်ဆိုတာတောင်းတယ်လို့သဘာဝလေးနဲ့ဖာသူ့ကိုခိတယ်မသားရဘူးခိမသားတော့အဲဒီတော့ဝေဒနာတစ်ခုပေါ်လာပြီဆိုသမာဓိနဲ့ချိန်ပန်းသွားပြီဆိုလို့ရှိရင်ဝေဒနာဟာစိတ်ကျဉ်းထန်လာပြီဆိုတော့နာဟာကိုဒုက္ခဝေဒနာကြီးမခံစားခြင်းတော့နာကြီးကပြေးကတ်တယ်ဒီမှာရှိဘူးလားဒီမပြေးကတ်ဒီမှာသိရင်ဒီမှာမသိဘူးဒါလုံးနေဒီမှာသိရင်ဒီမှာမသိဘူးအဲ့တော့ပေါင်းချိန်လိုက်တဲ့အချိန်ခါမှာဒီကတရားသားဆိုဒီကတရားသားယူဒီကတရားကွဲသားဆိုဒီကတရားကွဲသားယူဒီကငါးမှုသားဆိုဒီကငါးမှုသားယူလွန်လည်းမသွားကြည့်နဲ့ရုပ်လည်းမသွားကြည့်နဲ့နော်ဝေဒနာကြီးရပ်ပြီးလိုက်သွားပြီဆိုပညာအားတာပေါ့နာရီကြီးကရှုနေပြီဆိုတော့ပမာရီဒါပဲလုံးသွားတယ်အဲ့တော့မစ္စမပฏิပဒါပေါင်းချိန်လိုက်ပြီဆိုလို့ရှိရင်နာဖြစ်ပြကိုလည်းသိနေမယ်ရုပ်ဖြစ်ပြလည်းသိနေမယ်အဲ့တော့တခါကြီးဝေဒနာပြင်းထန်လာလိုက်တဲ့အချိန်ကတော့နာမခံစားခြင်းတော့နာဟာပြက်နာရီကြာတိလိုက်ဝေဒနာတိလိုက်နာရီကြာတိလိုက်ဝေဒနာတိလိုက်နာရီကြာတိလိုက်ဝေဒနာတိလိုက်ကိုထားတဲ့နေရာနာမနေတော့လက်ဦးလုံးကတော့ကိုထားတဲ့နေရာနေတယ်အောင်မေ
ငါနှာတိကထားမှာပဲဆိုလို့နေရအောင်မေးတယ်နှာတိကထားပြန်တော့လည်းမနေဘူးဒီမှာသွားသိတာဒီမှာသိပြန်တော့လည်းနာကမခံစားချင်ဘူးဒီမှာပြေးသိလိုက်အဲ့တော့မှသဘောပေါက်လာတယ်ဟောနာငါနှာတိကထားလိုက်ပြန်တယ်သူမနေပဲဝေဒနာသွားသိလိုက်ပါလားဝေဒနာထားလိုက်ပြန်တော့လည်းမနေပါလားသူနှာတိကကြီးဟောငါပိုင်တယ်လို့ငါထည့်မှတ်တယ်နာသူသဘောလားရှိပါလားသူကသူဒုက္ခဝေဒနာခံစားလိုက်ဒုက္ခဝေဒနာခံစားလိုက်နာဖြစ်ပြနေတဲ့သဘာဝလားရှိပါလားဒုက္ခဝေဒနာဆိုတော့ရုပ်ဖောက်ပြန်လိုက်တဲ့အချိန်မှာသွားခံစားလိုက်တာဒုက္ခဝေဒနာပါလားဒီဒုက္ခဝေဒနာဒုက္ခသစ္စာကြီးပေါ်လာတော့နာမခံစားခြင်းပါလားဒုက္ခတော့သူခံစားပါလားနှာတိကတော့ပြေးကပ်ပါလားနှာတိကပြေးကပ်တော့လေသူနေသလားတဲ့မနေနိုင်ဘူးတဲ့ရုပ်ဖောက်ပြန်တဲ့ဒီကွာပြီးပြေးလိုက်ကြတာပါလားအဲ့တော့ဒုက္ခဝေဒနာဒုက္ခဝေဒနာဒီနှစ်ပါးပဲရှိပါလားနာဟာဒုက္ခဝေဒနာခံစားလိုက်ဒုက္ခဝေဒနာခံစားလိုက်နာလည်းဖြစ်ပြနေတဲ့သဘာဝပါလားဆိုတော့နာဖြစ်ပြနာဖြစ်ပြမြင်လာပြီနာဖြစ်ပြမြင်တော့ရုပ်တွေကလည်းတမျိုးမျိုးပေါ်မှာပြည့်တင်းနာပေါ်လာတယ်တင်းနာကလည်းပြည့်သွားတယ်ထုံနာပေါ်လာတယ်ထုံနာကလည်းပြည့်သွားတယ်ကြိုက်တာပေါ်တော့ကြိုက်တာလည်းပြည့်သွားတယ်အောက်နာပေါ်တော့လည်းအောက်နာပြည့်သွားတယ်နာနဲ့ရုပ်နဲ့ဟာပြည့်တောက်နာပေါ်တော့တောက်တယ်လို့ခံစားတဲ့နာပါလားတောက်နာပြည့်သွားတော့တောက်တယ်လို့ခံစားမှုနာကလည်းမရှိပါလားနာနဲ့ရုပ်နဲ့တစ်ထပ်တိပြည့်တစ်ထပ်တိပြည့်ပါလားနာကလည်းဖြစ်ပြည့်ရုပ်ကလည်းဖြစ်ပြည့်ပါလားဆိုအဲ့ဒီမှာဖြစ်ပြည့်တော့အဲ့လိုသဘောပေါက်ပါအဲ့ဒီလိုပေါက်တော့မှအဲ့ဒီလိုနာဖြစ်ပြရုပ်ဖြစ်ပြသဘာဝလက္ခဏာကိုမြင်ပြီးနာငါလည်းသဘာဝပဲရုပ်ကလည်းသဘာဝပါလားရုပ်ကလည်းကြာလို့ကိုယ်ကောင်းတဲ့တရားမျိုးကိုငါအခုမြင်နေတာကပြည့်ညက်ကြီးပါလားဒါကဘာမှသိတတ်တဲ့တရားမဟုတ်ဘူးအသိယုတ်ကြီးအနတ္တတုံကြီးဒီပေါ်ဥသိနေတာကပရမတ္ထသဘာဝဆိုတဲ့ရုပ်ဒီပါလားဖြစ်ပြနေတဲ့သဘောဒီပါလားဒီရုပ်ဒီဟာဖြင့်ဖောက်ပြန်ဖြစ်ပြနေတဲ့ဖောက်ပြန်တဲ့ရုပ်ကဖောက်ပြန်သိတတ်တဲ့သဘာဝနာငါညှို့သိတတ်တဲ့သဘာဝပါလားဒီရုပ်နဲ့ဒီနာတထတိဖြစ်တထတိပြက်ပါလားရုပ်ကလည်းကိုင်ပြလို့မရနာငါလည်းကိုင်ပြလို့မရပြစ္ဆုတ်ပါရုပ်နာပါလားရုပ်ဖောက်ပြန်မှသာနဲ့သိမှုလေးကပေါ်ရပါလားအကြောင်းအားလျော်စွာတိုက်ခိုက်တဲ့အချိန်ခါမှာအကြောင်းပေါ်လာတဲ့အချိန်ခါမှာနာငါလည်းသိမှုပေါ်ရပါလားဆိုတာအဲ့တော့မှနာဖြစ်ပြရုပ်ဖြစ်ပြသဘာဝလက္ခဏာမြင်လာအဲ့ဒီလိုသဘာဝလက္ခဏာမြင်လာပြီဆိုလို့ရှိရင်ဝိဇ္ဇာအနတ္တမြင်ဒီရုပ်ပြအလကားပါလားဒါကြသတ္တကြီးဖြစ်နေပြီယုံနဲ့နာနဲ့ဒီပရမတ္ထသဘာဝယုံဆိုတာဖောက်ပြန်နေတဲ့ယုတ်ကလည်းသတ္တဖြစ်နေပြီသိမှုသဘောလေးကလည်းဒီဝေဒနာခံစားလိုက်ဒုက္ခဝေဒနာခံစားလိုက်ဒုက္ခဝေဒနာခံစားလိုက်သူကလည်းသတ္တဖြစ်နေပြီဖောက်ပြန်နေတာကလည်းသတ္တဖြစ်နေပြီဒီပညာယုတ်ကြီးကလည်းအနတ္တတုတ်ကြီးကလည်းသတ္တဖြစ်နေပြီပညာပရမတ်ဝေဒါကြပညာယုတ်ကြီးအနတ္တတုတ်ဒါကြဘာမှမဟုတ်ဒီပေါ်ဥသိနေတာကပါလေခန္ဓာ၅ပါးယုံနာ၅ပါးပရမတ္ထသဘာဝယုတ်သဘာဝနာပါလားဖြစ်ပြီးပြည့်နေတဲ့သဘာဝပါလားဒီယုတ်နဲ့ဒီနာဖြစ်နေရင်မြတ်စွာဘုရားဟောတာဒုက္ခသစ္စာကြီးပါလားအဲ့ဒီလိုဒုက္ခသစ္စာကြီးကိုပြည့်ပြည့်မြင်လာပြီးတော့ဒုက္ခတလုံးနဲ့ဝိဇ္ဇာညာပေါ့သစ္စာကြီးပါဘွားသဘာဝသစ္စာဆိုတာခန္ဓာကိုအဲ့ဒီတော့တရားကြီးယုတ်နာတို့ဒီသဘာဝလက္ခဏာပြညာပရမဝဲတော်တယ်ဒါတော့ငါမြင်နေတာအသိယုတ်ကြီးပဲမြင်တာယုတ်ကြီးကအနတ္တတုတ်ကြီးကြီးဘာမှမသိဘူးဒီမှာအနတ္တဝိဇ္ဇာညာရတော့တရားကြီးဒီမှာဒါကြမြင်တဲ့ဥစ္စာအထင်ယုတ်ကြီးပါလားဒါကြအပုတ်သိုးကြီးပါလားလို့နာကဧကဂရတီးသွားပြီနာကအပုတ်တစ်ခုတည်းထွက်တာဒီပညာယုတ်အထင်ယုတ်ကြီးကိုအနတ္တမြင်နေပြီအနတ္တမြင်တော့တရားကြီးခန္ဓာဒီမှာဒီပညာယုတ်ကြီးအနတ္တမြင်တော့ဟိုအပြင်ဘက်တဲ့အနတ္တကြီးမြင်တော့ဒီမှာအနတ္တမမြင်ရင်ဟိုမှာမိမယောက်ျားမြင်နေမှာဒီမှာအနတ္တမြင်ရမယ်ဒီမှာအနတ္တဝိဇ္ဇာညာဘာမှမဟုတ်ဘူးတရားအနတ္တတို့အပုတ်သိုးကြီးဒီဘောဥသိနေတာကခန္ဓာ၅ပါးယုံနာ၅ပါးဆိုတာကသဘာဝယုံသဘာဝယုံဆိုတာကသဘောပဲရှိတယ်။ကြိုင်ပြလို့ရကောင်းတဲ့တရားမျိုး။အာယုံပဲရှိပါလား။ဒါကပရမတ္ထသဘာဝပါလား။ပရမတ်ဆိုတာကသဘောပဲရှိပါလား။ကြိုင်ပြလို့ရကောင်းတဲ့တရားမျိုးမဟုတ်။မြင်ကောင်းတဲ့တရားမျိုးမဟုတ်ဘူး။ပြည့်မြင်နေတာကပြည့်နေရှိပါလား။အနတ္တတုံးကြီးပါလား။မိမဟုတ်ယောက်ျားဟုတ်ဒါကြအနတ္တတုံးကြီး။ဒီခန္ဓာ၅ပါးယုံနာ၅ပါးပြတ်သွားပြီဆိုရင်ဒီပြည့်ရရုပ်ကြ၃ရက်လောက်ကြာပုတ်တော့ပါလား။အပုတ်ကြီးပါလား။ဒီအပုတ်ကြီးမြင်နေတာ။ဒီအပုတ်ကြီးမြင်ပြီးဆိုလို့ချင်းယုံကပွဲသွားတယ်။အဲ့ဒီတော့ဒီအပုတ်ကြီးဝိဇ္ဇာအနတ္တမြင်ပြီးရှိရဖြစ်တယ်ခဏတဲ့ငါဘာဟာလေးတော့ရရတာပေါ့ခဏဒီလိုခတ်အဲ့ဒီလိုဝိဇ္ဇာအနတ္တမြင်ပြီးဆိုလို့ရှိရင်ဖြစ်တရားကြီးတရားကြီးမှာစိတ်ထဲကဘယ်လိုဖြစ်လဲမြင်လိုက်တဲ့ဥစ္စာအသိမြင်ပြီးပြတ်သွားပြီးသိပြီးပြတ်သွားပြီးနောက်ထပ်အနတ္တတုံးကြီးအပုတ်တို့ကြီးမြင်ပြီးပြတ်မြင်ပြီးပြတ်သွားပြီးသိပြီးပြတ်သွားပြီးနောက်ထပ်ပရမတ္ထသဘာဝသူ့လည်းခန္ဓာ၅ပါးယုံနာ၅ပါးခန္ဓာ၅ပါးပဲမြင်တော့သူ့လည်းဘာရှိလဲဝိရဏခန္ဓာရဲ့သင်္ခါရရဲ့သင်္ခါရခန္ဓာမနောဝိညာဏခန္ဓာနာခန္ဓာလေးပါယုတ်တရားခန္ဓာ၅ပါးယုံနာ၅ပါးပဲသူ့ပဲဒါပဲရှိတယ်သူ့ဘာရှိလဲဝေဒနာတွေပဲရှိတယ်သူ့မှာလည်းပထဝီဓာတ်ကအာဘောဓာတ်ကဒီသောဓာတ်ကဝါယောဓာတ်ကဓာတ်ကြီး၄ပါးရဲ့သိမှုနန္တရားရဲ့ခန္ဓာ၅ပါးယုံနာ၅ပါး
သဘာဝယုတ်သဘာဝနာသူ့မှာလည်းပါရှိတယ်ဝေဒနာယုတ်ဝေဒနာတို့ဝေဒနာကဲပဲဆိုတော့ခန္ဓာ၅ပါးဟုတ်ခါတိုင်းမပိုင်သေးပါဘူးဗျာခါတိုင်းမပိုင်သေးပိုင်အောင်ရှုတကားကြီးပိုင်အောင်ရှုအဲ့ဒီကိုပိုင်ပြီးဆိုလို့ရှိရင်ခန္ဓာ၅ပါးကမြင်လို့ရှိရင်တော်ခါတော့မဟုတ်ဘူးနော်အဲ့ဒီလိုခန္ဓာ၅ပါးမြင်ပြီးတော့ဝေဒနာခန္ဓာသင်္ညခန္ဓာသင်္ခါရခန္ဓာမနောဉာဏ်နဲ့ခန္ဓာနာခန္ဓာ၄ပါးယုတ်တရားခန္ဓာ၅ပါးယုတ်နာ၅ပါးပါလားဒီယုတ်နဲ့ဒီနာဖြစ်နေပဲဖြစ်နေတဲ့ဥစ္စာအပြင်ယုတ်အဲ့တော့ခန္ဓာကိုယ်မှာခန္ဓာ၅ပါးယုတ်နာ၅ပါးသိပြီဆိုလို့ရှိရင်တရားကြီးရဲ့မျက်စိကလည်းခန္ဓာ၅ပါးနားကလည်းခန္ဓာ၅ပါးနှာခေါင်းကလည်းခန္ဓာ၅ပါးပါးစပ်ကလည်းခန္ဓာ၅ပါးကိုယ်အတွေ့ကလည်းခန္ဓာ၅ပါးနှလုံးသဘောသိစိတ်ကလေးကလည်းခန္ဓာ၅ပါးကြီးအဲ့ဒီလိုခန္ဓာ၅ပါးကိုသိပြီဆိုလို့ရှိရင်သလောဟာလို့ပုံပြီးမျက်စိနဲ့မျက်စိနဲ့အရှင်းနဲ့ပေါက်ကုန်လိုက်တဲ့အချိန်ကနှစ်ပါးပေါက်ဆိုဝေဒနာခန္ဓာပါလားဖာတာကိုမျက်စိနဲ့အရှင်းနဲ့ပေါက်ဆိုတဲ့ရုပ်ချင်းထိခဲ့လိုက်တဲ့အခါဖာတာဖြစ်လိုက်တဲ့ကနာကပွားပြီးပြီးလုံးနံတရားကဝေဒနာခံစားလိုက်တယ်နော်အဲ့တော့ဝေဒနာမှလည်းမသိရုပ်မှမသိတော့ဘယ်လိုဖြစ်လဲတဲ့အရှင်းယုံနဲ့မျက်စိယုံနဲ့ထိခဲ့လိုက်တဲ့အချိန်ကနှစ်ပါးပေါက်ကုန်လိုက်တဲ့အခါနှစ်ပါးပေါက်ကုန်တော့ဖာတာဖြစ်ပြီးတဲ့ပြီးလုံးနံတရားကဝေဒနာခံစားလိုက်တယ်ဝေဒနာခံစားလိုက်တဲ့အပေါ်မှာစင်ညာသိသိကလိုက်ဘယ်လိုလိုက်လဲတဲ့ဝေဒနာခန္ဓာဖြစ်နေပြီနာကဝေဒနာခံစားနေပြီဝေဒနာခန္ဓာကိုမသိတော့စင်ညာသိသိကတင်ညာပေးနော်ဘယ်လိုတင်ညာပေးလဲတဲ့တင်ညာပေးလိုက်ပြီမိမပဲယောက်ျားပဲတင်ညာပေးလိုက်နော်မိမပဲယောက်ျားပဲတင်ညာပေးတော့မိမပဲလို့တင်ညာပေးလိုက်တော့တင်ညာခန္ဓာကတင်ညာပေးလိုက်တော့မိမရဲ့လို့တင်ညာပေးတော့ဖြူတာပဲချောတာပဲလာတာပဲဝါတာပဲပိန်တာပဲသက်ခါတဲ့ကသင်္ခါရပြုနေပြီ။သွားပြီခန္ဓာ၅ပါးဖြစ်ပြီးဇာတိရပေါ့။အဲ့ဒီဟာကိုပရမတ္ထသဘာဝယုတ်ခန္ဓာ၅ပါးယုတ်နာနှစ်ပါးဒါဒီလိုပေါက်သွားပြီဆိုလို့ရှိရင်တရားကြီးနိဗ္ဗာန်ရပြီဗျ။ခန္ဓာ၅ပါးဒီမှာမြင်ဖို့ပြီမျက်စိကလည်းခန္ဓာ၅ပါးဖြစ်ပြီးနားကလည်းခန္ဓာ၅ပါးဖြစ်ပြီးနော်နားကလည်းတဲ့နားယုတ်တယ်သာတာအပန်းဤယုတ်ပဲယုတ်ချင်းထိကြလိုက်တဲ့အချိန်ကသီလုံးနံတရားကသိလိုက်တာပဲရှိတယ်နော်သိလိုက်တာဝေဒနာခံစားလိုက်တာပဲရှိတယ်ဝေဒနာခံစားလိုက်တဲ့အပေါ်မှာသင်္ညက်ခန္ဓာကသင်ညာပေးကြတယ်ဘယ်လိုသင်ညာပေးလဲလောင်သင်ကြမှာပဲကားတာပဲလေရပြန်တာပဲမိမတာပဲယောက်ျားတာပဲလို့သင်္ညက်ခန္ဓာသင်ညာပေးလိုက်ခံစားခွင့်မရှိကြဘူးတာကြီးတော့တော်တော်ရပါတယ်ဗျရဖို့အရေးကြီးတယ်တခါကြီးရပြီဆိုလို့ရှိရင်ခန္ဓာ၅ပါးယုံနာ၅ပါးသိပြီဆိုလို့ရှိရင်ဝေဒနာချုပ်သွားလိမ့်ဝေဒနာမှသိရဲ့ဗလားသိဗလားမျက်စိနဲ့အသင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကဝေဒနာမှသိဗလားဒါကိုဝေဒနာခေါ်ရပါတယ်ညာလည်းတတိတော့မသိပါဘူးဗျာမြင်လိုက်တယ်ဆိုတော့အမလေးကြောက်မြင်လိုက်တယ်ဆိုကြောက်ပြီးသူစီကဆွေးတာမရှိတော့ဘူးဗျာဆွေးတာမရှိတော့ဘူးဆွေးတာမရှိတော့ရနေတယ်ရလို့ရလာတယ်ဒီလိုအမိတွေဝင်လာတယ်ဗျာကြားတယ်ကောင်းတဲ့ဟာတခုဖမ်းလိုက်တယ်ကြားရဆိုချစ်ဆိုတော့ဒါသူကလည်းသူရသွားတယ်ဗျာရသွားတယ်သူကိုဆွေးနေတဲ့သတိမရှိဘူးဆွေးနေဒီကအမျိုးတော့ဝင်လာပါတယ်ဗျာဒီလိုဝင်လာတယ်သိသိကိုဒါရှင်းပြကြလို့အပိုင်ပိုင်တော့မဟုတ်ပါဘူးဗျာကျူလာပြီးတော့တခါကြီးအပိုင်ပိုင်သိနေမယ်အနို့မဲ့ဆိုတာပါတယ်မဲ့ကပဲသားကိုယ်ခံစားတာမဲ့ကပယ်ပြီးမှကိုယ်ခံစားတယ်မဲ့မပယ်ဘဲနဲ့ရက်လူမရဘူးမဲ့ကပယ်လိုက်တယ်မဲ့ကဆိုတော့ပွားများမျက်စိနဲ့အရှင်းနဲ့ပေါင်းဆိုတော့မျက်စိကလည်းရုပ်ပါလားကိုယ်ကလည်းအရှင်းပါလားနှစ်ပါးပေါင်းစုံလိုက်တဲ့အချိန်ခါမှာသူဟာဖြင့်ဖတာပါလားဖတာဖြစ်နေတဲ့အချိန်ကသီလုံးနံတရားကတွားပြီးတော့နှစ်ပါးပေါင်းစုံတဲ့အချိန်ခါမှာသီလုံးနံတရားကတွားပြီးတော့သိမှုသဘောဟာဝေဒနာခံစားလိုက်ပါလားဝေဒနာခံစားလိုက်တာဒါနှစ်ပါးပေါင်းစုံဖတာဝေဒနာပါလားဆိုပြီးတော့အဲ့ဒီဝေဒနာဖြစ်အောင်ရှုလိုက်တော့မက်ကပွားလိုက်တော့ဝေဒနာဆိုတော့ဝေဒနာကဒုက္ခဝေဒနာကြီးဒီမှာခံစားနေတော့ဒီမှာဒုက္ခဝေဒနာကိုဒုက္ခဝေဒနာဖြစ်နေအဲ့ဒီဒုက္ခဝေဒနာကိုဒီဟာဖြစ်သွားမှာအဲ့တော့သမာဓိအချိန်နဲ့လည်းမြင်တာကိုရပ်တတ်တယ်တခါကြီးသမာဓိအချိန်နဲ့ဘယ်လိုကြောင့်လဲဆွဲတတ်တာမရှိဘူးဒါကရပ်တဲ့ဆိုတဲ့ဥစ္စာဒါကအဖြစ်နဲ့ရှိတယ်သောတာပန်ကအထင်ညာမရှိဘူးနော်သောတာပန်ကအထင်ညာပရမတ်ပြည့်ညာပြည့်ရှိနော်အဲ့ဒီလိုဝေဒနာဖြစ်ပြီးတဲ့မျက်စိနဲ့ဝေဒနာမျက်စိနဲ့အချင်းယုံနဲ့ပေါင်းစုံလိုက်တာရုပ်ချင်းကြည့်လိုက်တဲ့အခါဝေဒနာဖြစ်နေပြီဆိုလို့ရှိရင်ဒီလိုဝေဒနာဖြစ်တာမျိုးတရားကြီးကဥစဉ်ကတရားကြီးသဘာဝကိုပြောပြတာသောတာပန်အမြင်သောတာပန်အသိတရားကအမြင်တရားကအသိအနာကအမြင်အနာကအသိသောတာပန်ကတော့ဒီမှာပရမတ္ထသဘာဝကိုဝိဇ္ဇာဉာဏ်ရတာလို့သူကသတ်တ္တိဖြစ်နေတယ်
ပညာယုတ်ကြီးအနတ္တတုံးရသတ်တာဟောက်ပြန်နေတဲ့ယုတ်ကသတ်တာသိမှုသဘောလေးကသတ်တာအပိုင်းပြကွဲပညာပရမကွဲနေတော့တနေ့လုံးထိုင်နေဘာမှမဖြစ်ဘူးအတ္တပြုတ်နေပြီအကွဲပြုတ်နေကွဲနေလို့တနာကြီးကွဲ2နာရီတောင်မှမထိုင်နိုင်ဘူးဆိုလို့ချင်းအတ္တမပြုတ်ဘူးလုံးချလာပါကြီးလုံးချလာပါကြီးအတ္တပြုတ်တဲ့ပုဂ္ဂိုလ်အစွမ်းတော့ငါမှမရှိပဲငါနာရရှိသေးလားကဲဒါကနော်နော်ငါရှိလို့ရှိရင်နားတယ်ရှိပါဗျာရှိပါဗျာနော်ငါရှိရင်နားတယ်ငါမရှိရင်မနာဘူးရှိပါဗျာအဲ့ဒီကကွဲသွားတော့နော်ကွဲသွားတော့ယုံနာကွဲသွားတော့ဩငါမှမဟုတ်ဘူးလေသူသဘောနဲ့သူရှင်းနေတာပဲဝိဇ္ဇာကြီးအနတ္တမြင်လို့ပြောတာအဲ့ဒါပဲနော်ဝိဇ္ဇာကြီးအနတ္တမြင်တဲ့ပုဂ္ဂိုလ်နော်ငါမရှိလို့ရှိရင်နာဘူးမရှိငါရှိရင်နာတယ်မခံနိုင်ဘူးအဲ့ဒီလိုငါကွဲငါပြုတ်တာကဘယ်လိုပုဂ္ဂိုလ်မျိုးမှပြုတ်တယ်လဲဆိုတာဉာဏ်ကြီးကသတ်သာဖောက်ပြန်နေတဲ့သဘာဝယုတ်ကသတ်သာသိမှုသဘောလေးကသတ်သာဩဒါကဥပါဒာယုတ်ပဲနာအာယုံကြောင့်နာတယ်ဆိုလို့နာနေတာတင်ညာလေးနဲ့ငါခန်းနေရပါလားဆိုတင်ညာပြုတ်သွားဝေဒနာကိုတင်ညာပြုတ်သွားအဲ့ဒီမှာအထင်ညာတော့ဒီဝေဒနာကိုတင်ညာပြုတ်သွားခြင်းကြောင့်ငါမရှိဘူးအဲ့တော့တနေ့လုံးထိုင်နေပါမှမဖြစ်နှစ်ရက်ဆက်ထိုင်နေပါမှမဖြစ်ငါမှမရှိဘူးငါနာတယ်ငါရှိလို့ရှိရင်ငါမခနိုင်အဲ့တော့ငါပြုတ်ပါကဘယ်လိုကြောင့်ပြုတ်တယ်လဲတော့ပညာယုတ်ကြီးကသတ်သပရမတ္ထသဘာဝယုတ်ကသတ်သသိမှုသဘောကြီးကသတ်သသုံးခါနာကိုဝဲနေတော့သူသဘောနဲ့သူပေါက်ပြန်နေတာပဲပညာယုတ်ကြီးကလည်းသူသဘောနဲ့သူပရမတ္ထသဘာဝယုတ်သိမှုလေးကလည်းသူသဘောနဲ့သူသတ်သကြည့်ပါလားဆိုတော့ငါမရှိဘူးသတ်သကြည့်ဖြစ်ဒါကြောင့်မလို့ယုံနာအခုယုံနာကွဲကြပါလားလို့ဒီလိုမေးလိုက်တယ်ယုံနာကွဲပါလားဆိုတော့သိတာနာဖောက်ပြန်နေတာယုတ်သိတာနာလို့ဒီလိုပြောတာတော့ကလေးလေးတင်ထားလေရတယ်တခါကြီးနော်မရဘူးလားရတယ်ခန္ဓာကိုယ်ရှုလိုက်လို့ချင်းပရမတ်ပညာအပိုင်းရကွဲနေတယ်အဲ့ဒီလိုမှငါပြုတ်မှာဒီလိုပြုတ်မှာအပယ်လွတ်မှာသင်္ခါကြီးဆဲဆဲကြတော့တခါကြီးဒီမှာလားနေတယ်ဒီဝေဒနာငါမပြုတ်လို့ချင်းငါပါတော့မှာပေါ့နော်ဓာတ်ကြီးလေးပါးလက္ခဏာသဘောဖောက်ပြန်ပြီတခါကြီးပထဝီဓာတ်အာဘောဓာတ်သီသောဓာတ်ဝါယောဓာတ်ဓာတ်ကြီးလေးပါးလက္ခဏာသဘောဟာဖြင့်ပထဝီဓာတ်ကသတ်တော်မယ်တခါကြီးနော်အခုလေတစ်ပိုင်းဖြတ်ပြီဝါယောဓာတ်ဟာဖြင့်ဖြတ်လာပြီဆိုလို့ချင်းပထဝီဓာတ်သမယ်အာဘောဓာတ်ကသမယ်သီသောဓာတ်ကသမယ်ဝါယောဓာတ်ကသမယ်ဓာတ်ကြီးလေးပါးဟာဖြင့်တဏှုဥဆောင်တက်လာတဲ့ယုတ်ကတော့တခါကြီးသမှာပဲသပြီဆိုတော့ပထဝီဥဆောင်တက်လာပြီဆိုနောက်ကအာဘောလေးပါတယ်သီသောလေးပါတယ်ဝါယောလေးပါတယ်ဓာတ်ကြီးလေးပါးပဲတပြိုင်နက်ချုပ်အဲ့တော့ပထဝီဓာတ်ကသမဲ့ပုဂ္ဂိုလ်ကအခုဟာတည်းကယုံနာမှမကွဲတဲ့ပုဂ္ဂိုလ်သမာဝါယမသမာတတိသမာသမာတိသုံးပါးမှမရတဲ့ပုဂ္ဂိုလ်ဟာဖြစ်ပညာသိလေးနဲ့ကတော့တခါကြီးခန္ဓာကိုပထဝီဓာတ်ကသပြီးကျင်းလာတဲ့တောက်လာလို့တခါမေးနေတဲ့ခိုင်းလာပြီတခါလည်းမပြောတယ်ငါတော့တရားတော်မှာပဲမေးတယ်ကတော့ခိုင်းလာပြီတခါမပြောနိုင်ဘူးလို့အဲ့ဒီလိုပြန်နာလေးပြောလိုက်ရင်သွားမယ်အပဲဥပါဒံဖြစ်ပြီဒီလိုဖြစ်မှာမဟုတ်ဗျာမဖြစ်ရင်ကောင်းတယ်ဒီလိုစိတ်ကအကြိုက်ပဲကိုကိုဒီလိုဖြစ်နေဖြစ်နေဒီလိုစိတ်ကတခြားဖွေထုတ်ကြလို့ရတယ်ဟုတ်တယ်ဒါကယုံနာကွဲတဲ့ပုံကိုရတယ်တကယ်ကြီးမဟုတ်ဘူးယုံနာကွဲတဲ့ပုံကဥပါဒံယုတ်ချုပ်ရလိမ့်မယ်လို့ပြောတာတင်ပါသူဟာသူဖြစ်နေတာပဲဒါဟောအန္တများသိတယ်အသိကိုတခါကြီးကိုခွဲနေတာတင်ပါဗျာတခါကြီးပြုတ်နေတာကတော့တခါကြီးစိတ်သိမှာပေါ့တင်ပါငါသိရင်လွတ်ပလားဆိုတာဥစ္စာကိုယ်စိတ်ကလေးကိုစစ်လက်သိပါတယ်အရိယာသူတော်ကောင်းများကသိလို့တော့ပြောတော့မပြောရပါဗျာအဲဒီတော့ကိုယ်စိတ်ကလေးကိုစစ်လိုက်လို့ချင်းဒီဝေဒနာကိုငါဥပါဒံပြုတ်ပလားဆိုတဲ့သဘာဝလက္ခဏာကိုမြင်ဖို့အရေးကြီးတယ်နော်အဲဒီတော့ဒီဝေဒနာပေါ်ကိုငါရှိသေးသလားနာရာမြရှိသေးသလားသောတာပန်ဆိုတဲ့ဥစ္စာကအထင်ညာကိုဒါအတ္တဒိဋ္ဌိသက္ကာယအတွက်ပြုတ်တယ်လို့မြတ်စွာဘုရားဟောထားတယ်မဟုတ်လားတခါကြီးပုဂ္ဂိုလ်ကိုဆွဲတဲ့အတ္တဒိဋ္ဌိသက္ကာယအတွက်ပြုတ်တယ်တဲ့ဝိနိကိစ္စကိလေသာပဲတယ်လို့သောတာပန်များဟာဒီလိုစာရင်းညာပါတယ်မဟုတ်လားပါတော့ပုဂ္ဂိုလ်ကိုဆွဲတာဘာတွေဆွဲနေကြတယ်လဲဆွဲနေတဲ့ဥစ္စာဟာဖြင့်ပုဂ္ဂိုလ်ကိုဓာတ်ကြီးလေးပါးဤလက္ခဏာတော့ဖောက်ပြန်လာတဲ့ဟာအဲ့ဒါကိုဆွဲတာတခါကြီးငါနာတယ်ငါကိုယ်ကလေဖြတ်တယ်ငါကိုယ်ကကြိုက်တယ်ငါမျက်စိကမုံနေငါရင်ထဲကကြက်တယ်ငါမောတယ်အဲ့ဒါဆွဲတာနော်ညာရတော့ဒီလိုကြည့်ကြည့်တယ်ဗျာအဲ့ဒီကပြုတ်ပြီမဟုတ်ဘူးလေဟိုဒါကဆွဲတာပြောတာပါတခါကြီးကိုဟောဆွဲတာကိုပြောတာတခါကြီးကိုပြုတ်တယ်မပြုတ်တယ်ဦးစင်းကမသိဘူးပေါ့နော်အဲ့တော့ဆွဲတာမဆွဲတာကိုဦးစင်းကပြောတာသက်ကာယပြုတ်သလားမပြုတ်သလားဆိုတော့ကိုယ်စိတ်ကလေးကိုစစ်လိုက်လို့ချင်းငါသိရင်ဒီဝေဒနာတန်ချက်ကိုသမာဝါယမသမာတတိသမာသမာဓိ၃ပါးကိုရပါလားဘယ်လို
အတိကမလဲပထမဇန်ယူမလားဒုတိယဇန်ယူမလားတတိယဇန်ယူမလားဒီဝေဒနာကိုဘယ်လိုယူမလဲဥပါဒံပြုတ်အောင်လွတ်တဲ့နေရာကြီးဘယ်လိုယူမလဲဆိုတဲ့ဥစ္စာကိုအဲ့ဒီလိုသဘာဝကိုမြင်ရမှာဒီဝေဒနာကိုဥပါဒံမပြုတ်လို့ရှိရင်အပေလွတ်ပါမလားလွတ်ပါမလားညတော်ရဟောတာဥစဉ်ဟောတာမဟုတ်ဘူးအဝိဇ္ဇာတဲ့တဏှာတဲ့ဥပါဒံဘဝဇာတိတဲ့ဝေဒနာတဏှာဥပါဒံဘဝဇာတိတဲ့မျက်စိကြမိတ်ဆက်တဲ့ပြက်လက်တဲ့တွက်ကလေးနဲ့နာကလေးကနာတယ်လို့ညွှန်လိုက်လို့ရှိရင်ရုပ်ကလေး9000နာကလေးသိန်းခါညတော်ရဟောတာဥစဉ်ဟောတာမဟုတ်ဘူးညဒါကြောင့်လူသေးတယ်လို့လူဖြစ်တယ်လို့မဟောဘူးတခါကြီးဘာကြောင့်မဟောတယ်လဲတဲ့မျက်စိကြမိတ်ဆက်တဲ့ပြက်လက်တဲ့တွက်ကလေးကိုဒီမှာပွားပြီးတော့ဒီမှာနာတယ်ငါတော့တင်းလာပြီဝိပဿနာဉာဏ်သူမတင်နိုင်တော့ဘူးသမာဓိသုံးပါမရဘူးနော်မရတော့ဒီဝေဒနာဘောကိုဥပါဒံဖြစ်ငါသိအောင်မှာသိရမယ်ဆိုတဲ့ကူကတော့ပါဦးသိရမှာကြောက်လာပြီဒီကြောက်လာရင်မရတော့မရတော့ဘူးတခါကြီးသိရမှာကြောက်လာပြီဘဝကနာဖြစ်ပြီဥပါဒံဖြစ်ပြီရုပ်ကသူ့ဘောနဲ့သူဖြစ်ပြီကံကံကြီးကျိုးတယ်သူမသိကံကံကြီးကျိုးကိုမသိတော့သူသိရမှာကြောက်သိရမှာလည်းကြောက်ပြီးဆရာဝန်ခေါ်ပေးကြပါဖြစ်တာနော်ဆရာဝန်ခေါ်ပေးပါလေဆိုတဲ့ကွာကြောက်ပြီးမဟုတ်လားအဲ့တော့ရှေ့ကအရိယာသူတော်ကောင်းတွေကဆရာဝန်ခေါ်မခိုင်းပါဘူးတခါကြီးနော်ကံကံကြီးကျိုးယုံနေပြီကံကံကြီးကျိုးယုံနေတော့အရိယာသူတော်ကောင်းများငါဘယ်နေ့သိမယ်ဆိုတော့ဘယ်လသိမယ်ဘယ်နှစ်သိမယ်ဆိုတော့သိတယ်ကံကံကြီးကျိုးယုံသွားပြီသိသွားပြီဝိဇ္ဇာဉာဏ်ရသွားပြီဒီဝိဇ္ဇာဉာဏ်ရသွားခြင်းကြောင့်ငါသိရင်ဒီသပိတ်မတော်နဲ့တော့ဟောမှားထားနေတယ်ကြီးကဘာကြောင့်လဲတဲ့ဥပါဒာယုတ်ပြုတ်လို့ဥပါဒာယုတ်ပြုတ်လို့ငါသိရင်သပိတ်မတော်နဲ့ဟေးငါမပူနဲ့တော့ဟေးရသော်ဗျာကိုတော်မြတ်ကြီးကစာတဲ့များတခါကြီးမပြောလားကာမကိလေသာကာမတဏှာကာမကိလေသာယူပတဏှာယူပကိလေသာအာယူပတဏှာအာယူပကိလေသာနတ်ပြည်သွားတာလဲစိတ်ဇမနစေသွားတာလဲစိတ်နိဗ္ဗာန်သွားတာလဲစိတ်အပေစင်တာလဲစိတ်အပေစင်တာကအဝိဇ္ဇာစိတ်နိဗ္ဗာန်သွားတာကဝိဇ္ဇာစိတ်နတ်ပြည်သွားတာကဝိဇ္ဇာစိတ်ဇမနစေသွားတာကဝိဇ္ဇာစိတ်ဝိဇ္ဇာနဲ့နိဗ္ဗာန်သွားတဲ့စိတ်ကရှိတယ်သတ္တဇမနစေသွားတဲ့စိတ်ကသတ္တရှိတယ်နတ်ပြည်သွားတဲ့စိတ်ကသတ္တရှိတယ်အပေစင်တဲ့စိတ်ကသတ္တရှိတယ်အဲ့ဒီစိတ်ကလေးအယူကြည့်အဲ့ဒီစိတ်ကိုဒီမှာစိတ်မှမသိသေးလို့ချင်းနတ်ပြည်သွားနိုင်တဲ့စိတ်မှမသိလို့ချင်းဇမ20သွားနဲ့မြတ်စွာဘုရားဟောတာတဲ့ကာမကိလေသာကာမတဏှာတဲ့ယူပကိလေသာယူပတဏှာတဲ့အာယူပကိလေသာအာယူပတဏှာတဲ့ဟောမြတ်စွာဘုရားဟောတာဒုက္ခတိခုနပုံကိုဒုက္ခရဲ့နတ်ပြည်ရဲ့လို့ကျွန်တော်စိတ်ကလေးဘယ်လိုအာရုံထားပြီးပြီးမလဲဟောလာလိမ့်မယ်ဗျာပရမပညာပရမမှတ်ကြောက်တိုက်အဲ့တော့စိတ်ကမြတ်စွာဘုရားဟောတာတဲ့ကာမကိလေသာကာမတဏှာတဲ့ဇမ20သွားကျွန်တော်ဘယ်လိုပြုတ်သွားယူပကိလေသာယူပတဏှာတဲ့ဟောနေဝပညာနာပညာသွားကျင်တော့အာယုပကိလေသာအာယုပတဏှာတဲ့ဟုတ်လားစိတ်ကလေးစိတ်ပဲဟောတယ်များတော့ဗျအဲ့တော့စိတ်ဟောတော့နတ်ပြည်သွားတာလေစိတ်ပဲတကကြီးနတ်ပြည်သွားတာကအမှန်သိတဲ့စိတ်အပယ်သွားတာကအမှားသိတဲ့စိတ်အဲ့ဒီစိတ်အဝိဇ္ဇာစိတ်ဝိဇ္ဇာစိတ်ဒါပဲအဝိဇ္ဇာစိတ်ဆိုတာကအမှားသိဝိဇ္ဇာစိတ်ဆိုတာကအမှန်သိအဲ့တော့ဝိဇ္ဇာစိတ်နဲ့အဝိဇ္ဇာစိတ်ဒီဌာနပဲဒီကနေ့သေးသေးမှာတချို့ကတော့ယုံနာတော့ကွဲပါတယ်သိနေပြီယုံနာတော့ကွဲပါတယ်သိပါတယ်သိပါနဲ့ဟိုစာရီဖတ်ပြီးတော့သိနေတာပဲရှိတယ်တော်တော်ကြာကြာခန္ဓာကိုပြက်ခါနေတဲ့ကြာကြောသမာဓိလုံးမှမရတော့သမာဓိလုံးမှမရတော့နာလေးကညှို့ပြီဥပါဒာယုတ်မှလည်းမသိဘူးနာဥပါဒာယုတ်မှနာမှမသိတော့ကဲရတော့နေနိုင်ပါတယ်လို့ငါကနာကြည်ရမရရှိရင်ပြစ္ဆုတ်ပါယုံနာညှို့လိုက်တာနာဟာကျုပ်ဆရာရှိညှို့ထားတယ်ကကြီးဟောဒီမဲ့ယုံနာသိပါတယ်ဆိုတော့ဒီကမြင်လိုက်တဲ့ဥစ္စာဒီလိုရတာမဟုတ်ဘူးမြင်တဲ့ဥစ္စာမြင်တဲ့ဥစ္စာဟိုမှာတွေ့ခံရလို့ဟိုမှာမြင်နေတာတွေ့ခံရလို့သိတဲ့နာဒီအမြင်မျိုးကမလို့ဘူးတကကြီးဒီတွေ့ခံကိုမမြင်မှတွေ့ခံကိုဘာတော့မမြင်ရမလဲဝိပဿနာဉာဏ်နဲ့ခဏကြည့်အောင်ဖြစ်ရမယ်သဘာဝကိုမြင်နေရသဘာဝမြင်ရမှာဘယ်လိုမြင်ရမလဲဝိပဿနာဉာဏ်ဆိုတော့မျက်စိတစ်ပိတ်စက်တစ်ပြက်လက်တစ်တွက်ရုပ်ကလေး9000နာကလေးတော့အမှောက်မြင်ရဝိပဿနာမြင်ရမှာဒီလိုမြင်မှာဒီလိုမမြင်လို့ရှိရင်သံဃာနာပညာယုတ်ကြီးကိုမြင်နေပြီဆိုလို့ရှိလို့ရှိရင်မြင်တဲ့ဥစ္စာမြင်လိုက်လို့တော့ဝါဝါကြီးမြင်ပြီးတွေးတာရင်လို့သိထားတယ်။သူအဲ့လိုသိနေရင်တော့သွားပြီကြာ။ဒါကကြီးမတူဝိပဿနာဟာ
အဲ့တော့ဝိပဿနာဉာဏ်ကိုရမှာအဲ့တော့မြတ်စွာဘုရားကယုံနာနှစ်ပါးဟာသုံးချုပ်မှာတဲ့ယုတ်ကနနာကနခြေမှာတဲ့မြတ်စွာဘုရားဟောထားတဲ့နာမပညာသံသနာပညာကဏပညာသဘာဝပညာသမုပ္ပါပညာပညာ၅ချက်ထားတယ်ဘယ်ပညာတဲ့ပညာ၅ချက်ကိုစစ်လိုက်တာပညာကိုမေးတာရှင်းရတဲ့ပုဂ္ဂိုလ်ကပရမတ်ဖြေရဒကာကြီးဇာဘာမြင်လေဒီလိုမေးလိုက်ပညာဖြစ်ပြီပညာမေးရင်ဖြေရတဲ့လူကပရမတ်ဖြေရမှာဝိပဿနာဉာဏ်ရတဲ့ပုဂ္ဂိုလ်ကဖြေရတော့မယ်ဇာဘာမြင်လေဆိုလို့ရှိရင်အဲ့ဒါမြင်တာကိုပြောရင်ပြောပရမတ်ဖြေရမှာဒကာကြီးမြင်တာကနမြတ်စွာဘုရားဟောထားတာနော်နာမပညာတဲ့သံခဏပညာတဲ့ခဏပညာတဲ့သဘာဝပညာသမုဟဆိုတဲ့ပညာဟောပညာ၅ချက်ပညာ၅ချက်ပညာ၄ချက်ကိုတခါတည်းသဘာဝပညာကြည့်အောင်မြင်အောင်သဘာဝပညာဆိုတာသဘာဝဆိုတဲ့ဥစ္စာအမှုတခါကြီးတို့ခန္ဓာမှာပါရှိတယ်အမှုနဲ့ပထဝီမုံနေဒီပထဝီမုံနဲ့ပါလေတဲ့သမုဟဆိုတဲ့ပညာကပေါက်စုပြီးတော့သံခဏပညာဖြစ်ပေါက်တာတတိယပါပေါက်တာအဲ့ဒီသဘာဝပညာကိုသမာဓိဉာဏ်သမာဓိဉာဏ်ရဲ့ဒီမြတ်စွာဘုရားဟောထားတယ်သကုံဥဒပါရိဉာဏဥဒပါရိပညာဥဒပါရိဝိဒါဥဒပါရိအမြင်စင်ကြယ်မှစိတ်စင်ကြယ်မှာအမြင်မှမစင်ကြယ်ဘဲနဲ့စိတ်စင်ကြယ်ပါဘယ်တော့မှမစင်ကြယ်ဘူးတွေးကမြင်လို့ဒါတော့အမြင်စင်ကြယ်ပါတွေးကကိုမမြင်ရဘူးတကယ်ဝိပဿနာဉာဏ်ဝိပဿနာသမာဓိဉာဏ်ဆိုတာသမာဓိရှိလာတဲ့ပုဂ္ဂိုလ်ကခံဘလူဖြစ်တဲ့ကိုယ်ခန္ဓာတကြီးကပညာယူပြည့်မှာပညာယူကြီးကပြည့်နေခန္ဓာကိုယ်ကြီးဟာပြည့်အိမ်ကြီးလို့ရေးတိုင်းကြီးလို့သူ့ပွက်ပြီးတော့မြင်နေရခန္ဓာတကြီးအယူဒီအသာဒီပြုပြည့်ကြီးပြုပြည့်နေတာမြင်နေရအဲ့ဒီလိုမြင်နေပြီဆိုလို့ရှိရင်သမာဓိဉာဏ်စက်ကုန်ပွင့်အဲ့ဒီတော့မှခန္ဓာကိုယ်မှာရင်းမြုပ်ရေးဆိုင်ကဲကြီးလို့သူ့ပွက်ပြီးတော့ဒီပညာယူကြီးပုံပြည့်ပြီဒီပညာယူကြီးကိုပုံပြည့်တော့မှအယိုးသူဒီဖယုပြည့်ကြီးမိဒီလောင်ကျွမ်းနေတာမြင်ရတဲ့အယိုးဒီအသေးဒီနှလုံးလေးမြင်ပြီးတော့ဖယုပြည့်ကြီးမြင်ပြီးတော့တခါတည်း10ရက်15ရက်ထားတဲ့မသာကြီးကိုတည်းလုံးမြင်ပြီးတော့ဒါကြီးရှုပ်နေရတော့လားမြင်တာကတော့ပညာပဲသတ်မှတ်တာကအပုပ်ကြီးပါလားအယိုးကြီးပါလားသတ်မှတ်တာကပညာပုံပြည့်ကြီးသိနေတာအပြည့်ကြီးပါလားလို့သိနေတဲ့သဘောတရားတွေကပရမပညာပေါ်ကပရမဒီလိုပညာနဲ့ပရမတွဲပြီးသိရမှာအဲ့ဒီလိုပရမပညာတွဲပြီးတော့တခါကြီးခန္ဓာမှာပုံဖြစ်ကြီးမြင်နေပြီတဲ့အယိုးကြီးမြင်နေပဲအပုပ်ကြီးရဲ့10ရက်15ရက်ထားတဲ့အပုပ်ကြီးလိုမြင်နေတော့တခါကြီးခန္ဓာမှာအပုပ်ကတိုးကြီးမြင်တော့တခါကြီးဒကမရှိဘူးမရှိတော့ဘူးဒကမရှိလို့ရှိရင်ဒီလောကလုံးကိုမြင်ရတခါကြီးခန္ဓာမှာ10ရက်15ရက်ထားတဲ့အပုပ်ကတိုးကြီးမြင်နေပြီဆိုတလောကလုံးအပုပ်ကြီးပဲမြင်တော့ဝိပဿနာဉာဏ်ကျုပ်တိုက်အပုပ်ကြီးမြင်တာအပြည့်ကြီးမြင်ဒါမှဝိပဿနာနော်အယိုးကြီးမြင်နေပြီတဲ့ခန္ဓာကိုအယိုးကြီးမြင်တလောကလုံးအယိုးကြီးမြင်တာတလောကလုံးအယိုးသူကြီးသွားနေတာမြင်တော့တယ်အယိုးဒီကလည်းမိမယောက်ျားကိုမမြင်တော့ဘူးအယိုးကြီးပဲသွားနေတော့နတ်ကြီးကြည့်လိုက်ကြတယ်အယိုးကြီးပဲဗြဟ္မာ20ကြည့်လိုက်ကြတယ်အယိုးကြီးသမာဓိအားကောင်းသမာဓိဉာဏ်သမာဓိဉာဏ်စီစက်ကိုပွင့်ပြီးတော့ဇဂုံဥဒပါရိတဲ့ဉာဏဥဒပါရိတဲ့ပညာဥဒပါရိဝိဇာဥဒပါရိအာလောကောဥဒပါရိတဲ့မြတ်စွာဘုရားဟောတာဥဒ္ဒေဟောတာစက်ကိုပွင့်ပြီးတော့မြင်ရမှာကပ္ပတိမျက်စိနဲ့ဖွင့်ကြည့်တာလို့မှန်နဲ့မြင်လို့မြင်ရမှာတခါကြီးကမှန်နဲ့မြင်မရှိဘူးလားအဲ့ဒီလိုရုပ်ကြီးကိုမြင်နေရမှာဖွင့်ကြည့်တယ်အယိုးကြီးပဲအပုပ်ကြီးပဲစက်တုပ်ကြီးယွန်စရာကြီးပဲမြင်ကြအဲ့ဒါမှကာမကိလေသာခေါင်းပါတော့ကျူတာချောတာလာတာမြင်တယ်ကာမကိလေသာခေါင်းပါပါမခေါင်းပါဘူးအဲ့တော့ဝိပဿနာဉာဏ်ရအောင်လုပ်ရင်ပုံပြည့်နေတယ်ပညာရုပ်ပုံပြည့်နေပါဘောကျိုးစားပြီးတော့တခါကြီးနော်ကျိုးစားလိုက်လို့ရှိရင်ဖြင့်ဒီဝိပဿနာဉာဏ်ဆိုတာနာညွတ်တဲ့ချိန်မှာတခါကြီးအခုနေစိတ်ကလေးကနေပြီးတော့နာညွတ်ရအပြည့်မြင်ရတာမန္တလေးညွတ်လိုက်ကြတယ်အာယုံလေးနဲ့မန္တလေးကိုညွတ်လိုက်ကြတယ်မန္တလေးမှာအဲ့ဒါပုံပြည့်အကောင်းကိုမမြင်တော့ဒီတိုက်ကြီးညွတ်လိုက်ကြတဲ့တိုက်အပုတ်မြင်နေဒီတိုက်ကြီးပုတ်ပွားနေတာအယိုးမြင်နေလို့ရှိရင်ဒီတိုက်ကြီးအယိုးပြည့်ကြီးနဲ့အယိုးကြီးအဲ့ဒီလိုမြင်ရမှာဝိပဿနာဆိုတာနော်အဲ့တော့မြင်တာကတော့ပညာပဲတခါကြီးပညာနဲ့ပရမတ်ကိုတခါကြီးကိုခွဲပြမှာနော်အယိုးကြီးပါလားလို့သတ်ဖိုက်ထားကပညာမြင်နေတာကသံဌာနအဆိုင်ခဲကြီးကိုမြင်နေတာခဏကြီးကိုမြင်နေတာကပညာမြင်တာကတော့ပညာသတ်မှတ်တာကတော့ပညာအပြက်ကိုသိနေတယ်အပြက်ကိုမြင်နေတဲ့သဘောတရားကြီးကပရမတ်ပညာဘောပရမတ်ကြီးဒီမြတ်စွာဘုရားတိတိကဟုတ်တာဒီဟန္တာဒီအဖြစ်အယိုးဒီပဲမိမယောက်ျားမမြင်တော့ဘူးအပုပ်တိုးကြီးမြင်နေတာဟိုတုန်းကဟိုတဲ့မြတ်စွာဘုရားလက်ထက်တုန်းကသုတ်တာမှာသွားပြီးတော့ညဟို
ကြာကူးနေရသေးတယ်ပုံလားတကကြီးအပုတ်ကြီးကိုကာယပွားရှုနေရတယ်အယိုးတွေကိုရှုနေရတယ်ကိုယ်ခန္ဓာဓာတ်ကိုသမာဓိဉာဏ်သမာဓိမျက်စိဧကကတာအပြစ်တစ်ဖက်တည်းကိုနာကညှော့နေပြီတဲ့သမာဝါယမသမာဓိသမာသမာဓိ၃ပါးကိုရလို့ခန္ဓာဓာတ်ကြီးအပြစ်ကြီးတစ်ဖက်တည်းကိုညှော့လို့နာကညှော့တိုင်းအပြည့်ကြီးညှော့နေတော့လေဒီမှာမြင်နေတော့အဲ့ဒီတော့ဧကကတာရပြီဧကကတာရတော့မှအပြည့်ကြီးညှော့တော့မှအပြင်ဘက်ကျတော့လေဒီမှာအပြည့်ညှော့တာတော့အပြင်ဘက်လည်းအကောက်မညှော့တော့ဘူးအပြည့်ပဲညှော့တော့ဒီမှာအယိုးညှော့ထားတာဧကကတာတင်းနေပြီသမာဝါယမသမာဓိသမာသမာဓိ၃ပါးရပြီအပြည့်ညှော့ထားပြီအယိုးကြီးမြင်နေပြီအယိုးစုကြီးကောင်းကြိုက်ကြီးအသားလည်းမြင်ဘူးအကောင်းမှမမြင်ဘူးပုံပြည့်ကြီးမြင်တယ်ဒီပုံပြည့်ကြီးမြင်နေတော့မှဒီမှာဧကကတာတင်းနေပြီတဲ့အယိုးဧကကတာတင်းနေပြီဧကကတာတင်းတော့သမာဝါယမသမာဓိသမာသမာဓိ၃ပါးရတော့မှအကျင့်ဘက်ညှော့ပြန်တော့လေအယိုးကြီးညှော့တော့လေမြင်လာတဲ့အယိုးကြီးကောင်းကြိုက်ကြီးပဲမိမယောက်ျားမမြင်တော့ကောင်းကြိုက်ကြီးသွားနေတော့တာပဲအယိုးနဲ့တက်တော့ဘယ်မှာတော့သလောကတော့အယိုးစုဟောနေကြနတ်ပြည်ကြည့်ကြတယ်လေနတ်သမီးတွေချောတယ်လှတယ်လို့သူများပြောတယ်အယိုးတွေကြီးပဲဇမာ20ပြည့်ကျန်တဲ့အယိုးကြီးသမာဓိဋ္ဌိညာအကုန်မြင်ရပြီနတ်ပြည်လည်းမြင်ရပြီဇမာလည်းမြင်ရပြီအဲ့တော့ဇမာလည်းပုတ်ပြီးပွားပြီနတ်ပြည်လည်းပုတ်ပွားပြီလူပြည်လည်းအပုတ်ပွားပြီအဲ့တော့တခါကြီးနတ်ပြည်လည်းဇမာပြည်ရဲ့လူပြည်လည်းလူဇမာဟုတ်မလားဒီအပုတ်ကြီးတွေမြင်နေတယ်အဲ့ဒီလိုကြောင်ရှုရမှာဝိပဿနာသမာဓိမျက်စိပွင့်ကြည့်တယ်လို့မြင်ရမှာစက္ကုဥဒါပါရီစက္ကုပွင့်ရမှာစက္ကုပွင့်တော့မှအယိုးတွေမြင်နေတော့ဉာဏ်လေးပေါ်လာသလောကလုံးကြာတော့တယ်သလောကလုံးကြာတော့အဲ့တော့မှစက္ကုဥဒါပါရီဉာဏဥဒါပါရီဉာဏဥဒါပါရီဝိဇ္ဇာဥဒါပါရီအလောဘောဥဒါပါရီသလောကလုံးမြင်တာဘာတလောကတဲ့ခါလောကဩကာသလောကတော့ပါအကုန်မြင်တော့တာဟောလူပြည်မှာလည်းအယုပါလားနတ်ပြည်မှာလည်းအယုပါလားဇမာပြည်လည်းအယုပါလားအကုန်လုံးအယုဆိုတာဘာမှမရှိပါဘူးသဘာဝဖြစ်ပြနေတဲ့သဘောညာတာပါဆိုတော့ကဏမကြည့်သေးဘူးဒါပညာပဲမြင်သေးတယ်ဝိပဿနာညာမရှိသေးဘူးဝိပဿနာညာမရှိသေးတဲ့တခါကျပညာမသိသေးဘူးပညာမဟုတ်သေးဘူးဒါကဝိပဿနာညာပညာဆိုတာကတော့သောတာပန်ယသရတိုင်းအနာဂါကြီးတမပညာဖြစ်သွားဘယ်လိုပညာဖြစ်သွားလဲခဏကြည့်သွားအယိုးတွေအသားတွေအပုပ်တွေမမြင်တော့ဘူးသူကတော့အမောတွေတော့ကသံဃာနာပညာရုပ်ကိုမမြင်တော့မိမပဲယောက်ျားပဲဘာမှမမြင်တော့ဘူးတိုက်ကြီးတွေသစ်ပင်တွေရေမြေသမုဒ္ဒရာပင်နဲ့တောတောင်ဘာမှမမြင်တော့ဘူးသလောကလုံးအမောအဲ့တော့တခါကြီးဒီအမုံကြီးပြတ်တော့ကာမကိလေသာပယ်လိုက်မိမယောက်ျားမှမြင်တော့မယ်ရှိမှမရှိတော့မရှိတော့မှအဲ့ဒါမှကာမကိလေသာပယ်မှာခဏကြည့်တယ်သူပြောတယ်ပညာခဏကြည့်ပရမခဏကြည့်မှာယုံနာနှစ်ပါးသုံးချုပ်မှနိဗ္ဗာန်ပေါ်မှာတခါကြီးဒီကနေ့တဲတဲကျတော့အာယုန်ကြီးပေါ်လာပြီလို့ရှိရင်ပြည့်ဥပါဒာယုတ်ပေါ်လာပြီဆိုလို့ရှိရင်အထက်နာညှို့လို့ယုတ်ဓာတိဖြစ်နေဦးမယ်အာယုန်ကြီးပေါ်လာတဲ့အချိန်ကကျတော့အဲ့ဒီတော့မှကိုလာရမယ်ဂတိကိုပုံမပြတ်တော့ဝိပဿနာဉာဏ်မရတော့ပုံမပြတ်တော့တခါကြီးထွေးကံမြင်လို့ထွေးကံလို့သိရတာနာကအနမြနာအပြည့်ညာမသိလိုက်ဘူးထွေးကံမြင်ထွေးကံသိလိုက်တာနော်ယောက်ျားမြင်ယောက်ျားသိလိုက်တာတိုက်မြင်တိုက်သိလိုက်တာနောက်မှကလည်းရလို့ရကြည့်ရမှာကနဦးစိတ်ကလေးကသွားပြီးလိုက်တာညှို့လိုက်တာပဲနာဖြစ်အနာအပြည့်များအဲ့ဒီတော့ဒီပညာယုတ်ကြီးကိုဝိပဿနာဉာဏ်ရအောင်အဖြစ်နာမပညာသတ္တနာပညာကဏ္ဍပညာသဘာဝပညာဆိုတာပညာလေးချက်ကိုမြောက်ရှိပညာလေးချက်မြင်ပြီဆိုလို့ရှိရင်တခါကြီးပုတ်ပိုးနေပြီဆိုလို့ရှိရင်ဝေဒနာဖြစ်နေမယ်သောတာပန်ကပရမတ္ထသဘာဝယုတ်ကိုတော့ဒုက္ခသစ္စာပိုင်းတယ်သရာဂံကဒီအယုစုအသားစုကိုမကြည့်ဝဲနေမေးရညမေးရဒီပုံပြက်ကြီးကိုမရှုသိနိုင်ဘူးမြင်နေရတရားကြဟောရမျက်စိတဲ့ကိုမြင်နေတာနေ့ရောမြင်ညရောမြင်ပွင့်ကြည့်တယ်မြင်မိတ်ထားတယ်မြင်သလောကလုံးမြင်နေတော့တရားကြမကြည့်ကြတော့ဘူးဝေဒနာဖြစ်နေမျက်စိအဲ့ဒီလိုကျမှဝေဒနာဖြစ်တာဒီတိုင်းကြည့်နေလို့ဟောချောတာမြင်နေလို့ဝေဒနာမဖြစ်ဘူးဝေဒနာစခန်းကိုတခါကြီးပြောတာနော်တာဒီလိုအပေါ်ဝသိုးကြီးတွေမြင်နေတော့မှညရမအေးရတော့ဘူးဒီအပုတ်ကြီးပဲယွန်ဆရာကြီးဆက်ဆုံးဆရာကြီးကိုတခါတော့မတင်ပုံပြီးလို့ပြိုပြက်ပြီးတော့တခါတော့မကြည့်ဝဲမနာသာကြီးကိုမြင်နေတော့မှအဲ့တော့မှဒီမြင်တဲ့ပညာရုပ်အပြစ်ကြီးကိုမြင်တော့မှအဲ့ဒီမြင်တဲ့ဥစ္စာကိုဒုက္ခသစ္စာပဲ။ဩမြင်ရတဲ့ဥစ္စာလည်းဒုက္ခပါလား။မကြည့်ချင်တယ်လို့မနေရပါလား။မမြင်ချင်တယ်လို့မနေရပါလား။မသိချင်တယ်လို့မနေရပါလား။ဟောမမြင်ချင်တယ်လို့မနေရမြင်နေရတယ်။မသိချင်တယ်လို့မနေရသိနေရပါလား။ဩမမှတ်ချင်တယ်လို့မနေရမှတ်နေရပါလား။မြင်နေရပါလား။မြင်ရတာလည်းဒုက္ခပါလား။နှစ်ပါးပေါင်းသုဖတာဝိနာပါလားဆိုတာအဲ့ဒါမှဝေဒနာဖြစ်နေတယ်။အဲ့ဒါမှဝေဒနာဒုက္ခကိုဒုက္ခဝေဒနာဖြစ်ပြီ။ဒါကဒုက္ခဝေဒနာပုံချောတာလာတာမြင်တာဒုက္ခဝေဒနာ
ချောတာလာတာမမြင်တော့ဘူးပုံပြက်တာမြင်တော့ဒုက္ခဝေဒနာကိုဒုက္ခဝေဒနာဖြစ်တယ်စကား၆ပါးဝေဒနာဖြစ်ပုံအဲ့ဒီတော့မှမျက်စိနဲ့အဆင်းနဲ့ပေါက်ကုန်လိုက်တာဒါလည်းဟိုလက်ဦးတော့အဆင်းပြညာရုပ်ကချောတယ်လာတယ်ဒါတွေကမြင်နေတယ်နောက်ဒီအဆင်းရုပ်ကပုံပြက်တော့ညွန်စရာတက်တုတ်ပြက်ကြီးမြင်တော့ဝေဒနာဖြစ်အဲ့ဒါပါလေပြညာရုပ်ကိုအပြက်မြင်တော့ပါလေတဲ့အမြင်နဲ့ဒုက္ခသစ္စာပိုင်းလိုက်တယ်အဲ့ဒါကပြညာဖြစ်အဲ့ဒီပြညာပြက်ကိုခဏကျေသွားပြီဆိုလို့ရှိရင်ဖြစ်တကကြီးနိဗ္ဗာန်သွားတော့တော့ခဏကျေပြီခဏကျေသွားတော့တခါကြီးအဆိုင်ခဲလည်းမရှိတော့ဘူးတဲ့နာညှို့เสียကြည့်ပြီးအဆိုင်ခဲရှိညှို့လိုက်လိမ့်မယ်အပြားတွေ့ရင်အပြားညှို့မှာအဝါတွေ့အဝါညှို့ရင်မှနာကညှို့လိုက်မှမသိဘူးတခါကြီးအလုံးတွေ့ရင်အလုံးညှို့မယ်အဝိုင်းတွေ့ရင်အဝိုင်းညှို့မယ်အဝိုင်းလည်းမတွေ့တော့ဘူးအလုံးလည်းမတွေ့တော့ဘူးအပြားလည်းမတွေ့တော့ဘူးအနေလည်းမတွေ့တော့ဘူးနော်ဘာမှမရှိတော့ဘူးသဘာဝဆိုတဲ့သဘောညာပဲရှိတော့အမှုန့်ကြီးပဲမြင်နေတော့နာကညှို့เสียမရှိတော့ဘူးအမှုန့်လေးပဲမြင်နေတော့အမှုန့်လေးကလည်းမြင်ပြီးပြမြင်ဒီအခုပြောတာကြားတယ်မြင်လာတဲ့ပြက်သွားပြီဘယ်ညှို့เสียရှိတော့အဲ့ဒီလိုမြင်ရတယ်ဒါကကြီးဝိပဿနာဆိုတာမြင်ပြီးပြက်ညှို့เสียဘူးမရှိတော့ဘူးဘုံမြင်ပြီးတော့နာကညှို့မယ်လို့လည်းပြက်သွားတယ်နာကမြင်လိုက်ပြီးမြင်တော့ညှို့မယ်လို့လည်းပြက်သွားတယ်ညှို့เสียမရှိအဲ့လိုညှို့เสียမရှိတော့မှရသဘာဝရသွားတာနော်လုံယူလို့ရတာညှို့เสียမရှိလို့မညှို့ခွက်ရတာညှို့เสียရှိညှို့နေဦးမှာပဲအကုန်လိုက်ညှို့ပြသံဌာနတွေအကုန်ညှို့သံဌာနရှိနေတာဟုတ်တယ်သံဌာနလည်းနာမပညာလည်းမရှိတော့ဘူးသံဌာနလည်းမရှိတော့ဘူးကဏလည်းမရှိတော့ဘူးသဘာဝဆိုတဲ့အမှုန့်တွေပဲရှိတော့မြင်ပြီးပြက်နေတဲ့မျက်စိတမိတ်စက်တစ်ပြက်လက်တစ်တွက်ရုပ်ကလေးငါတော့နာနေသသိဟောအခုပြောတာကြာသေးတယ်အခုပြောတာကကြာသေးတယ်ဟိုကအပြက်များကြီးဒါကမျက်စိတမိတ်စက်တစ်ပြက်ဆိုတာဒါပဲလက်တစ်တွက်ရုပ်ကလေးငါတော့နာကလေးသသိဟာပြန်ပွားနဲ့ပြက်သွားတဲ့ဥစ္စာအဲ့ဒါကနာကလေးသသိချုပ်တော့ပြက်အဲ့ဒီဖြစ်ပြတဲ့ဥစ္စာဟာဖြင့်ရုပ်တွေငါတော့နာဂရီသသိပြက်လိုက်တဲ့ရုပ်အဆင်းရုပ်ကလေးတွေဟာဖြင့်ဘောဆိုအခုပြောတာကကြားသေးတယ်ကဟိုအပြစ်အဲ့တော့နာကညှို့เสียမရှိတော့ညှို့ခွက်မရတော့မြင်ပြီးပြက်နေတာဘူးအဲ့ဒီလိုမှမြင်ပြီးပြက်ညနာကညှို့เสียမရှိတော့ယူတာလည်းညှို့เสียမရှိတော့ဘူးဝါတာလည်းညှို့เสียမရှိတော့ဘူးမဲတာလည်းညှို့เสียမရှိတော့ဘူးအလုံးလည်းညှို့เสียမရှိဘူးအခြေလည်းညှို့เสียမရှိဘူးညှို့เสียမရှိတော့မှအဲ့ဒီမှာနာကရသဘာဝရတော့သဘာဝသစ္စာအဲ့ဒါမှသဘာဝသစ္စာသဘာဝညှို့เสียမရှိလို့တခါကြီးညှို့เสียရှိညှို့ထားပဲနာကနော်အလုံးမြင်အလုံးညှို့တာအခြေမြင်အခြေညှို့တာဟိုရထားလို့မရဘူးအဲ့တော့စိတ်တိုင်းထားလို့တော့မရဘူးစိတ်ကညှို့เสียရှိနာညှို့เสียရှိညှို့လိုက်တာတခါကြီးအဲ့တော့စိတ်တိုင်းထားလို့တော့မရဘူးအဲ့တော့ဝိပဿနာဉာဏ်ရပြီးတော့နာမပညာသက္ကနာပညာကဏပညာသဘာဝပညာသမုပ္ပါပညာပညာ၄ချက်ကိုမြင်ပြီးဆိုလို့ရှိရင်သမုပ္ပါဆိုတဲ့ပညာကိုဉာဏ်မြင်တာခန္ဓာကိုယ်အနုတလောကလုံးမှာဖြင့်သမာဓိဋ္ဌိဉာဏ်သမာဓိဋ္ဌိမျက်စိသက်ကုန်ပွင့်ပြီးတော့မြင်တယ်တလောကလုံးမှာဖြင့်ဒီကြားထဲမှာတခါကြီးအခုဒီမှာလူသမာနတ်သမာမြင်ရတာပေါ့ဒီမှာပြည့်နေတာတွေဘောချက်ခဲနေတာတွေမျက်စိနဲ့ချက်တဲ့ပြတာဒီမှာသလားကြီးလို့သူများကထင်နေရမှာသမာဓိဋ္ဌိညာသမာဓိဋ္ဌိမျက်စိသက်ကုန်ပွင့်နေတဲ့ပုံကမှဒီမှာမြင်ရတယ်ဘောပြက်နေတာလူသမာနတ်သမာမမြင်ဘူးဇမာလည်းမမြင်ဘူးသမာဓိဋ္ဌိညာသမာဓိဋ္ဌိမျက်စိသက်ကုန်ပွင့်ပြီးတော့မြင်တဲ့ပုံကမှလာတဲ့အဲ့ဒီမှာတလောကလုံးမှာဖြစ်ညာမိုးရွာချတယ်လို့တခါတည်းသွန်းရွာချတယ်လို့ပြက်ဒါမချက်ပြီးပါရှိတယ်ဒီမှာပြက်နေတဲ့ဟာသမာဓိဋ္ဌိညာသမာဓိဋ္ဌိမျက်စိသက်ကုန်ပွင့်နေတဲ့ပုဂ္ဂိုလ်မှာဒီမှာမြင်ရတာတခါကြီးအဲ့တော့ဒီလိုကဘောပြက်နေလို့ညှို့ချက်အထင်းမှမြင်တော့ပဲသဘာဝဖြစ်တယ်မြင်တော့အဲ့ဒီသဘာဝကိုမြင်ပြီးဆိုတော့မှနာကညှို့เสียရှိတော့ညှို့တယ်ညှို့เสียမရှိတော့တခါကြီးဟာအမိဝါနဲ့ပရိသတ်နေနေတာယုတ်ကလကလေးအပြပရမအနုမြမှုံလောက်ရှိတယ်ယုတ်တရားကြီးအမှုံလေးကတရားဒီအမှုံလေးကိုဖြစ်နေတော့ဓာတိမြင်နေပြီညှို့เสียမရှိတော့ဘူးနော်နာမပညာသံဃာပညာကဏပညာသဘာဝပညာသဘာဝဆိုတာငကူကဖြစ်ပေါ်လာတဲ့သဘာဝပေါင်းစုထားတော့သမုခပညာကပေါင်းစုထားလို့ယုတ်ကလကလေးကအတ္တတမဖြစ်နေလို့စင်တိုက်ကြီးပြက်နေတာကိုပြက်မှမသိတော့ဓာကြီးအပြင်သံဃာကြီးကိုမြင်နေကြဒီအကြဘာမှမဟုတ်အဲ့ဒီအမုံကြီးပဲမြင်နေပြီဆိုတော့တခါကြီးပြက်ညံ့မြင်
ဒါကြောင့်တရားကြီးခန္ဓာမှာပညာယုတ်ကြီးကိုပုံပြအောင်ရှုဒီပညာယုတ်ကြီးပုံပြပြီးဆိုလို့ရှိရင်တရားကြီးဒီမှာတော်ကလုံးပုံပြီးဇမားလည်းမမြင်တော့ဘူးနတ်ပြည်လည်းမမြင်တော့ဘူးနတ်ပြည်မြင်နတ်သမီးမြင်နတ်သမီးညှို့ရင်ဇမားမြင်ဇမားညှို့ရင်နာကဇမားလည်းမမြင်တော့ဘူးတရားကြီးနတ်ပြည်လည်းမမြင်တော့ဘူးငရဲပြည်လည်းမမြင်တော့ဘူးလူပြည်လည်းမမြင်ဘူးသဘာဝဆိုတဲ့အမုံတွေပဲဖြစ်ပဲမြင်တော့ဥပါဒံယုတ်ချုပ်သွားတယ်ယုတ်ကိုမပေါ်တော့ဘူးဝေးလည်းမပေါ်တော့ဘူးလူလည်းမပေါ်တော့ဘူးနတ်လည်းမပေါ်တော့ဘူးဇမားလည်းမပေါ်တော့ဘူးဥပါဒံယုတ်မပေါ်တော့ဘူးဥပါဒံယုတ်မှမပေါ်တော့ဒါကြီးပဲတော့ဥပါဒံယုတ်မလာတော့ဘူးဥပါဒံယုတ်ချုပ်သွားတော့အဝိဇ္ဇာတဏှာဥပါဒံဘဝဇာတိတဲ့ဝေဒနာတဏှာဥပါဒံဘဝဇာတိတဲ့အဝိဇ္ဇာမရှိလို့ရှိရင်ဖြင့်ဥပါဒံမရှိဥပါဒံမရှိလို့ရှိရင်ဖြင့်အဝိဇ္ဇာတဏှာတဲ့အဝိဇ္ဇာမရှိရင်တဏှာမဖြစ်ဘူးတဏှာမဖြစ်ရင်ဖြင့်ဥပါဒံမဖြစ်ဘူးဥပါဒံမဖြစ်လို့ရှိရင်ဘဝမရဘူးဘဝမရလို့ရှိရင်ဇာတိရှိပါဘူးဥပါဒံရှိတယ်ဥပါဒံရုပ်ရှိဥပါဒံရုပ်ပြုတ်အောင်လုပ်အဲ့ဒီခဏကြည့်အောင်ရှုခဏကြည့်သွားပြီဆိုလို့ရှိရင်တခါကြီးနောက်ကိုအတ္တဖာနောက်တာဇာတိမဖြစ်တော့ဘူးဘာကြောင့်မဖြစ်တယ်လဲတဲ့မြတ်စွာဘုရားကဖြစ်ခွင့်ရှိကပြက်ခွင့်ရှိပြက်ခွင့်ရှိကဖြစ်ခွင့်ရှိတယ်ဖြစ်ခွင့်ရှိကပြက်ခွင့်ရှိနော်ဖြစ်ခွင့်ရှိကပြက်ခွင့်ရှိခန္ဓာပညာယုတ်ကြီးပုံမှမပြက်သေးလို့ရှိရင်ဖြစ်နေသေးလို့ရှိရင်ဖြင့်နောက်တာအတ္တဖာဇာတိဖြစ်အောင်ပဲပြက်ခွင့်ရှိကဖြစ်ခွင့်မရှိခန္ဓာကြီးပုံပြက်သွားလို့ခဏကြေသွားပြီဆိုနောက်တာအတ္တဖာဇာတိပြက်သွားပြီအဲ့တော့ဖြစ်ခွင့်ပုံမပြက်သေးလို့ရှိရင်နောက်တာဖြစ်အောင်ပဲအတ္တဖာဇာတိဖြစ်အောင်ပုံမှမပြက်သေးဘူးအဲ့တော့နတ်ဇာတိဇမဇာတိဖြစ်အောင်ပုံမပြက်သေးလို့ဝိပဿနာဉာဏ်ရတဲ့ပုဂ္ဂိုလ်ကတော့အပယ်လွတ်ပါလေအဲ့တော့နတ်ဇာတိဇမဇာတိဆိုတာကတော့ပုံမပြက်သေးလို့တရားကြီးချောတာလေးမြင်ညှို့လိုက်ပါပေါ့နတ်သမီးလေးမြင်ညှို့လိုက်ပါပေါ့နာအဲ့တော့ဝိပဿနာဉာဏ်ရတဲ့ပုဂ္ဂိုလ်ကတော့ဒီမှာကောင်းတဲ့ဒုက္ခတိလာရမှာဟုတ်သူကဉာဏ်ရတာပြီဝိပဿနာဉာဏ်ရတာဝိဇ္ဇာဉာဏ်ရတာဝိဇ္ဇာဉာဏ်ရတာတော့လာတဲ့ဝိပဿနာဝိဇ္ဇာဤအနတ္တဝိဇ္ဇာဤဉာဏ်ရတာတော့ခန္ဓာပြက်ကနေကြတော့အရိယသူတော်ကောင်းများကသမာဝါယမသမာဓိသမာသမာဓိ၃ပါးရထားတဲ့ပုဂ္ဂိုလ်ကတော့ဒါကြောင့်အရိယသူတော်ကောင်းများကဘယ်ဟာကိုအားကိုးထားတယ်ပြစ္ဆုတ်ပါအားကိုးတယ်အတ္တဘုဒ္ဓခြင်းအကားများကအတိတ်နဲ့အနာဂတ်အားကိုးအတိတ်နဲ့အနာဂတ်အားကိုးတယ်ဆိုတာသိလာတာကအရိယကပြစ္ဆုတ်ပါဆိုတာဘာခေါ်လဲလွန်ခဲ့တဲ့ဟာပေါ့ဗျာပြစ္ဆုတ်ပံဆိုတော့လွန်ခဲ့တယ်ပြစ္ဆုတ်ပံဆိုတာတကားကြီးရဲ့အတိတ်အနာဂတ်ဆိုတာကအတိတ်ဆိုတာကပြက်သွားတယ်ပြက်သွားပြီမရောက်သေးတာကအနာဂတ်နော်ဒီမှာဟုတ်ပါအတိတ်ဆိုတာကပြက်သွားပြီမရောက်သေးတာကအနာဂတ်ပြစ္ဆုတ်ပံဆိုတာကယုံနာပေါ်လာတာသိတာအခုပြက်သိနေတာကပြစ္ဆုတ်ပံပြစ္ဆုတ်ပံယုံနာအရိယသူတော်ကောင်းများပြစ္ဆုတ်ပံအားကိုငါသိရင်ပါအားကုန်တယ်သူငါလည်းပြစ္ဆုတ်ပါယုံနာနဲ့အားကုန်အန္တပုရုဇဉ်အကားများကတော့သူကအတိတ်နဲ့အနာဂတ်အားကုန်တယ်ဘာအားကုန်လဲဒါနအားကုန်တယ်သီလအားကုန်တယ်သမထအားကုန်တယ်သရဏမျိုးစီလိုအားကုန်တယ်ငါတို့ဒါနတွေပြုထားတာပဲလှူထားတာပဲအတိတ်ကိုအားကုန်ရဲ့လှူထားတဲ့ဟာကိုလှူထားတာကပြက်သွားပြီနော်လှူတာပြက်သွားတဲ့ရုပ်ကိုပြန်ပြီးတော့တွေးလိုက်တာတို့လှူထားတာပဲဘယ်တို့ဘာဖြစ်မလဲဆိုတာအဲ့ဒါအတိတ်ကိုတွေးတယ်လို့မရောက်သေးသောကုသိုလ်ကိုပြောအနာဂတ်အတိတ်ကဒါနမရောက်သေးသောစိတ်ကိုကုသိုလ်ကိုသွားပြီးညှော်ပို့လိုက်တာကအနာဂတ်အတိတ်နဲ့အနာဂတ်မြတ်စွာဘုရားကုသိုလ်မြတ်ကြီးအတိတ်တွေးရင်တုံလုံးမယ်တဲ့မရောက်သေးသောအနာဂတ်စိတ်ကိုတွေးလို့ချင်းပြန့်လွင့်မယ်တဲ့အတိတ်တွေးရင်ပြအပယ်ဆင်းမယ်တဲ့မရောက်သေးသောအနာဂတ်စိတ်ကိုတွေးပြီးလိုက်ရင်ပြန့်လွင့်ပြီးအပယ်ဆင်းမယ်တဲ့ပြစ္ဆုတ်ပါပေါ်တဲ့ယုံနာမှုရှိရမယ်တဲ့အဲ့ဒါမှပြစ္ဆုတ်ပါမှန်တဲ့နိဗ္ဗာန်ခုလို့အဲ့ဒီလိုဟောထားတယ်တခါကြီးအဲ့တော့တခါကြီးကပြစ္ဆုတ်ပါအားကိုနတ်ပြည်လို့ချင်းနတ်ပြည်လို့မဟုတ်တော့ဘူးနတ်ပြည်လို့ချင်းလို့ရှိရင်လည်းပြစ္ဆုတ်ပါအားကိုဗြဟ္မာ20လို့ချင်းလို့ရှိရင်လည်းပြစ္ဆုတ်ပါအားကိုနိဗ္ဗာန်လို့ချင်းလည်းပြစ္ဆုတ်ပါမယ်ပရမဘုံကတရားအထလို့ရတဲ့နေရာမဟုတ်ဘူးဗျာန
တော့တရားအထုကြီးတရားစီကတက်သွားရင်နတ်ဘုံသွားအထုရတယ်မလားဗျာဒါကမှစကားကြီးကျမ20ဆိုတဲ့ဥစ္စာကပရမဇန်ဒုတိယဇန်တတိယဇန်သုတ္တဇန်ပြင်မဇန်ဒါတွေကသုတ္တဝါဒ၅ဘုံဆိုတာအရိယဘုံကြီးအနာဂါကြီးနေတာကပြင်မဇန်မှာယဟန္တာလောက်ကြီးနေတာဒီဘုံကြီးကဒီမဲ့ဒီသုတ္တဝါဒ၅ဘုံရောက်တဲ့ပုဂ္ဂိုလ်ကဘယ်တော့မှအောက်မထင်တော့ဘူးနိဗ္ဗာန်ပေါ်မှာဒီပဲဒီသုတ္တဝါဒပရမဇန်ဒုတိယဇန်တတိယဇန်သုတ္တဇန်ပြင်မဇန်ဒီပြင်မဇန်ကျော်သွားလို့နေဝပညာနာပညာဆိုတော့ဒီပုံမှာ၄ဘုံရှိတယ်အာယူပါလေအဲ့ဒီပုံကလည်းဟိုတဲ့နေပဲပြညာနေမိတ်ဆိုရုံမရှိလို့နာမရှိလို့ရုံမရှိဒီပုံပြောရတယ်မရှိတော့ဒါပဲရင်းတာဒီငါးဘုံတတိထားဦးဒီဒီဆက်တာပုံနာနေဝပညာနာလေးညာရုံမရှိလို့နာမရှိလို့အဲ့ဒါကပြညာအာယူပါ၄ဘုံဆိုတာနော်အာယူပါဟိရိတာအာယူပါတဏှာ